ပထမ session မှာတော့ biblical principle of finance เนาะကျွန်တော်တို့ finance ဆိုတာလူတွေနဲ့ကျွန်တော်တို့ကင်းလို့မရတဲ့အရာဖြစ်တယ်ဒါကြောင့် finance နဲ့ပတ်သက်တဲ့အရာလေးကိုကျွန်တော်တို့တွားရအောင်ရှေးဦးဆိုတာကျွန်တော်တို့အကျွေးကင်းတဲ့အသက်တာဆိုတော့ရှေ့ကိုဆက်မသွားခင်မှာကျွန်တော်တို့လက်ရှိအခြေအနေကို fix လုပ်ဖို့လိုအပ်တယ်အကျွေးတွေကိုကျွန်တော်တို့ဘယ်လိုကင်တွယ်မလဲတနည်းအားဖြင့် mortgage ပင်လင်ကျွန်တော်စီမှာလဲကျွန်တော်မှလည်း mortgage ရှိရအခုချိန်မှာဒါပေမဲ့ကျွန်တော်နိုင်နေတဲ့ mortgage ပုံစံမျိုးဖြစ်အောင်ကျွန်တော် advice financial advisor တွေနဲ့တွားရတယ်ဆိုတော့ mortgage level ကိုအတ္တနဲ့ကိုလူများကိုပြန်ချင်လို့သူများအိမ်အကြီးဝယ်ကိုလည်းအိမ်ကြီးဝယ်ကိုနဲ့နိုင်လားမနိုင်လားမသိနောက်ဆုံးကိုဒုက္ခရောက်တဲ့သူတွေအများကြီးကြားဘူးတယ်ဆိုတော့ mortgage ပင်လင်ကျွန်တော်တို့ကပညာရှိစွာလုပ်ဖို့အရေးကြီးတယ်ဖြစ်နိုင်ရင်တော့ကျွန်တော်ဆန္ဒကတော့အိမ်ဝယ်အောင်မှ cash down ဝယ်ချင်တာဆိုတော့ဒါကြတော့လေငွေအင်အားကကျွန်တော်တို့ခက်ခဲမှုတွေရှိတဲ့ခါမှာဘာဖြစ်ဖြစ်ဝင်ငွေနဲ့ထွက်တဲ့ငွေနဲ့မျှအောင်လုပ်ပြီးတော့နှစ်ရှည် plan နဲ့ဒီဘဏ်တွေကလည်းဝင်ငွေရဲ့ဘလောက်ကိုပဲ mortgage သုံးလို့ရဆိုတော့သူတို့တွက်ချက်ပေးတာဆိုတော့ကျွန်တော်တို့ကသာမှန်ကန် declare လုပ်ရင်သူတို့ရဲ့ advice တွေကတော်တော်လေးစင်ပြေဆိုတော့ mortgage ကိုတော့ခဏ set aside เนาะ mortgage ကတော့ခဏထားလိုက်အောင်ဒါပေမဲ့ကျွန်တော်တို့ရဲ့စားကြွေးဒါဝင်တရားရုံးကိုကူညီလိုက်လို့ပါသွားတဲ့အကျွေးငွေကြေး investment လုပ်လို့ stock ဝယ်လို့ရှုံးသွားတဲ့အကျွေးဒီလိုအကျွေးတွေနဲ့ကျွန်တော်တို့သွားနေရဆိုရင်အဲ့ဒီအကျွေးကိုကင်တွယ်ဖို့အတွက်ကျွန်တော်တို့သွားမယ်ပြီးတော့ဒုတိယအနေနဲ့ငွေကြေးကိုဘယ်လိုကင်တွယ်မလဲเนาะကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ငွေကြေးကိုကင်တွယ်လို့ရမလဲဆိုတော့ 4S principle ပြီးတော့အကျွေးကင်းတဲ့တက်တာကိုဘယ်လိုတက်ရှင်မလဲပြီးတော့ပေးကမ်းခြင်းဆိုင်ရာလက်၅ချောင်းနေရာမှာပြီးတော့အဝူးသီးပူဇော်ခြင်းကောင်းကြီးဆိုတဲ့ခေါင်းစဉ်ကြီး၅ခုကျွန်တော်တို့ပြင်ဆင်ထားတယ် 4S နဲ့စရအောင်နော်မှတ်လို့လွယ်အောင်ဒီနေ့တင်တဲ့ကဘာလဲ 4S ပြောကြည့်အောင် 4S ဆိုတော့ S နဲ့စတဲ့စကားလုံး၄လုံး keyword နဲ့ကျွန်တော်တို့တင်သွားမယ်ရှင်းလေးပဲဒါပေမဲ့ဒီ 4S ကိုပိုင်နိုင်ဆိုတာတက်ရှင်မယ်ဆိုရင်တော့ကျွန်တော်တို့အရင်ကြီးချမ်းသာတဲ့လူတွေမတိုင်မှန်တော့မှကျွန်တော်တို့ကိုယ့်အနေကိုပြေလည်တဲ့တက်တာဖြစ်လာမယ်เนาะဆိုတော့နံပါတ်1 S ကို S ၄ခုကိုတစ်ခါတည်းပဲကြည့်လိုက်အောင် next slide မှာ S ၄ခုကိုကျွန်တော်တို့ပြထားရအောင်နံပါတ်1 S ကတော့ sowing ဆိုတဲ့အခါမှာကျွန်တော်တို့စိုက်ပျိုးခြင်းပေါ့နော် sow the seed ကျွန်တော်တို့ရဲ့စိုက်ပျိုးတဲ့မျိုးစေ့တွေကိုစိုက်ပျိုးခြင်းမျိုးစေ့ဆိုတာ ਨੇ ကျွန်တော်ဒီမှာထားတဲ့မျိုးစေ့တောင်းကိုပဲမမြင်စေချင်ဘူးမျိုးစေ့ဆိုတာအများကြီးရှိတယ်ခဏနေမှာကျဲတုံးဝင်ကျွန်တော်ပြောမယ် sowing ကပထမအဆုံး S ဖြစ်တယ်ဒုတိယ S ကတော့ savings ပြီးတော့တတိယ S ကတော့ spending သုံးစွဲခြင်းကတော့တင်စရာမလိုပါဘူးသုံးတတ်ပါတယ်လာထားလို့ပြောမယ်ဒါပေမဲ့မှန်ကန်မသုံးစွဲတတ်ဘူးဆိုရင်ကျွန်တော်တို့ရတာနဲ့ဝင်တာနဲ့ထွက်တာနဲ့မမျှတဲ့အတွက်ကျွန်တော်တို့ကအကျွေးတွေတင်တယ်ဒါကြောင့်နံပါတ်4ကတော့ stop borrowing so နံပါတ်1 sowing ကိုတွားရအောင် S though you give still you are rich ပြောကြည့်ပါဦး though you give still you are rich very nice နော် very nice short and sharp ပဲတင်ပေးတော့ပေးနေတယ်ဒါပေမဲ့ကုန်မသွားဘူးပို့ပြီးတော့ချမ်းသာလာတယ်အဲ့ဒါကဖျားထဲမှာပဲရှိတယ်လောကထဲမှာတော့ကျွန်တော်ပေးလိုက်ရင်တော့ကုန်သွားတာပေါ့ကျွန်တော်တို့စီကထွက်သွားရင်တော့ပြန်မရတော့ဘူးပေါ့ပျောက်သွားပြီပေါ့ဒါပေမဲ့ကျမ်းစာကဘာပြောလဲဆိုတော့စွန့်ကြဲတော်လဲတဲ့ though you give still တင်ဟာတိုးပွားစေပဲချမ်းသာစေပဲရှိတယ်တဲ့တုတ်တန်ကျမ်းခန်းကြီး7အငယ်24နှုတ်ကပတ်တော်ဒီမှာရေးထားရဆိုတော့အတူတူကဖတ်ကြည့်အောင်စွန့်ကြဲတော်လဲဥစ္စာတိုးပွားတတ်တော်သူရှိ၏အထောက်မတန်စုသိမ့်၍စင်ရဲခြင်းတို့ရောက်တတ်တော်သူလည်းရှိ၏ဆိုတော့ကုံတော့မှာပဲငါကြီးလိုက်ငါပါသွားစားမလဲကလေးတွေငါ့ကိုမပြုတ်ဆွေငါဘယ်လိုလုပ်မလဲအိုဇာမင်းစားတော့စုရမယ်ငါတို့နည်းနည်းတော့ခြံထားမှရမယ်ကျွန်တော်တို့ကုံသွားမှာပေါ့ဆိုတော့ကက်စီနဲလို့နော်စိုးရင်လို့အထောက်မတန်စုပေမဲ့လေတဲ့တချို့တွေကစင်းရဲချင်းကိုရောက်သွားတယ်သို့တော်လည်းပဲစွန့်ကြဲတော်လဲဥစ္စာတိုးပွားတော်သူလည်းရှိတယ်ကျွန်တော်တို့အဲ့ဒီနှစ်ခုကိုရွေးမယ်ဆိုရင်ဘယ်ဖွဲ့ကိုကျွန်တော်တို့သွားမလဲတော့ကျွန်တော်တို့ပေးမယ်ဒါပေမဲ့ချမ်းသာမယ်ဘယ်လောက်ကောင်းလဲဟာလေလုယာစုတော့စုတယ်ဒါပေမဲ့ပိုမလားဆင်းရဲသွားတယ်အဲ့ဒါတော့မလုပ်ချင်ဘူးအဲ့တော့ကျွန်တော်တို့ရွေးချင်းရွေးရင်တော့မှန်ကန်တဲ့စွန့်ကြဲခြင်းကိုတင်ရွေးတတ်တယ်ဆိုရင်တော့ဥစ္စာတိုးပွားမယ်အာမင်ကောင်းသောမြေမှာစိုက်ကျဲဆို30 60အစတရာတိုးပွားမလို့ပြောတဲ့အတွက်စွန့်ကြဲခြင်းလဲကျွန်တော်တို့ဉာဏ်ပညာရှိဖို့တော့လိုအပ်တာပေါ့ဒါပေမဲ့ရေဘူးရကြပြောမယ်ဆိုရင်တော့တင်တိုးပွားခြင်းနဲ့ဆိုရင်စွန့်ကြဲဖို့အတွက်နှုတ်ကပတ်တော်ပြောတယ်လောကကတော့တင်ချမ်းသာခြင်းနဲ့ဆိုရင်ကစီနေပြီးစုဆောင်ပြီးတော့မှအကုန်သွားမှစိုးတဲ့တလုံးသားနဲ့စုခိုင်းတယ်စုတဲ့စုသိမ်းတာလဲပဲကျွန်တော်တို့အထောက်မတန်စုသိမ်းတာဒီမှာအလွန်ကြုံစုတာမစားတော့ဘဲနဲ့အလွန်ကြုံစုသိမ်းနော်အကြီးကျယ်စုတယ်နောက်ဆုံးတော့ဆင်းရဲခြင်းကိုရောက်တဲ့သူရှိတတ်တယ်တဲ့ဒုတိယအချက်ကြည့်အောင် so every season ဒေသနာကျမ်းခန်းကြီး7အငယ်6မှာကျွန်တော်တို့ every season အချိန်တိုင်းမှာကျွန်တော်တို့ကစိုက်ပျိုးတတ်ဖို့အရေးကြီးတယ်
နာနဲ့ချိန်၌ဖတ်ရအောင်ဒေသနာကျမ်းခန်းကြီး7ငယ်6နာနဲ့ချိန်၌မျိုးစေ့ကိုကျဲလော့ညဦးချိန်၌လည်းမကျဲပဲမနေနဲ့အကြောင်းမူကားအဘယ်အရာသည်အကျိုးရှိမည်ကို၎င်းနှစ်ပါးစလုံးတို့သည်အညီအမျှအကျိုးရှိမည်ကို၎င်းမသိနိုင်ကဘာမှာတော်ဆုံးရှင်ပြန်ကြီးဖြစ်တဲ့ရှောလမုန်ကဒေသနာကျမ်းကိုရေးပါတယ်သူကနေရာအောက်မှာရှိတဲ့အရာတွေအားလုံးကအနတ္တပါလို့ပြောလောက်တဲ့သူက तू မရဘူးတာမရှိဘူး तू မရခဲ့တဲ့အောင်မြင်မှုမရှိဘူး तू မရခဲ့တဲ့စီးစိမ်မရှိဘူးအဲ့ဒီပုံကဒီနေ့ကျွန်တော်တို့ကိုဗာတင်ခဲ့လဲဆိုတော့နာနဲ့ချိန်မှာမျိုးစီကျဲပါညဦးချိန်မှာလည်းမကျဲပဲမနေနဲ့တဲ့ကျွန်တော်တို့ကမျိုးစီကျဲဖို့ကိုတစ်ခါလေးမှာlimit ထားတယ်ကျွန်တော်တို့မျိုးစီကျဲဖို့ကျွန်တော်တို့ကအကန့်အသတ်နဲ့ကျွန်တော်တို့တွားတယ်ဒါပေမဲ့နှုတ်ကပတ်တော်ကအချိန်တိုင်းမှာကျဲပါတဲ့နှစ်ပါးစလုံးဘယ်အရာကအကျိုးပေးမလဲနှစ်ပါးစလုံးကအညီမျှအကျိုးပေးမယ်ဆိုတာဒီမသိနိုင်တဲ့အတွက်ကျဲတာကျဲပါတဲ့โอเคဆိုတော့ မျိုးစေ့ကျဲခြင်းဆိုတဲ့ခါမှာကျွန်တော်တို့ sowing ကျွန်တော်တို့ဥမာမျိုးစေ့နှစ်စိတ်ကိုမြေကြီးအောက်ကိုနှစ်စီစလုံးဝင်သွားတယ်တစီကတော့စိုက်ပျိုးခြင်းမဟုတ်ပဲနဲ့သူ့အနေနဲ့သူတကြိုချင်းခံရတယ်သူ့ကိုမြေရောစာလည်းမပေးဘူးပြုစုခြင်းလည်းမရှိဘူးတည်သွားအမောင်တဲကိုရောက်သွားတာတူတူပဲဒါပေမဲ့စိုက်ပျိုးခြင်းခံရတဲ့မျိုးစေ့ကကြတော့သူကပျက်စီးတာတော့တူတယ်ဒါပေမဲ့ तू ပျက်စီးပေမဲ့ပေါက်ထွက်လာတဲ့အညောင်ကအပင်ဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ဘဝကိုဥမာကျွန်တော်ဆိုရင်စင်ကူတွေ့ကြုံနေပဲကျွန်တော်ပြောမယ်ဆိုရင်စင်ကူမှာကျွန်တော်18နှစ်20နီးပါးနေတယ်နေတဲ့ခါမှာအခုအချိန်ထိကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ရဲ့ classmate တွေတချို့ကကျွန်တော်ကြောက်ဝါခြင်းမဟုတ်ဘဲနဲ့ကျွန်တော်ထက်အောင်မြင်လူတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်လူအနေထားမရောက်နိုင်ကြဘူးတချို့က engineer senior engineer manager ရောက်ဖို့ဆိုတာတော်တော်အလံဝေးသေးတယ်ရောက်ရင်တော့မှဒီ company အနေထားရကျွန်တော်ရောက်ခဲ့ဘူးတဲ့ကြီးမားတဲ့ဖရားချီးမြှောက်ခြင်းမျိုးကိုသူတို့မရတာတွေ့ရတယ်ဆိုတော့ကျွန်တော်စူးစမ်းနိုင်လို့မဟုတ်ပါဘူးဖရားကြောင့်တက်ဖြစ်တယ်ဒါပေမဲ့အဓိကကျွန်တော်တို့ဘာလဲဆိုတော့ရေဘူးရကြပဲဆိုရင်ကျွန်တော်တို့ဒီတိုင်းပဲခြေပြစ်လက်ပြစ်နေသလားဒါပေမဲ့ကိုယ့်ကိုစိုက်ပြိုးသလားကိုယ့်ကိုပြုစုသလားဆိုတာအရေးကြီးတယ်ဩစတြေးလျမှာနှစ်30နေပေမဲ့လည်းဘာမှမတိုးတက်ပဲနဲ့ဖြစ်နိုင်တယ်ဒါပေမဲ့ယနေ့ကျွန်တော်တို့ဖရားထဲမှာကိုယ့်ကိုစိုက်ပြိုးမယ်ဒါဆိုရင်တော့ဖရားကရိတ်သိမ်းခြင်းနဲ့ကောင်းကြီးပေးမှာဖြစ်တယ်ဒါကြောင့်စိုက်ပြိုးခြင်းဆိုတာကစံစာနဲ့ဘာသာရေးနဲ့ပဲမဟုတ်ဘဲနဲ့ company တစ်ခုမှာတော့မှကိုယ့်ကိုဇောက်ချပြီးတော့စိုက်ပြိုးလိုက်တယ်ဆိုရင်တော့အနည်းဆုံးတော့ long service award တော့ရမှာပေါ့နော်အနည်းဆုံးတော့ကျွန်တော်တို့ဂျပန်နေဆိုရင်တို့ဂျပန် company မှာကျွန်တော်3-4နှစ်လောက်လုပ်ခဲ့တဲ့ခါမှာဂျပန်တွေရဲ့ philosophy နဲ့ကျန်တဲ့ American နဲ့မတူ American က result driven တူကresult ရပြီရုံးမလာတဲ့ရကိစ္စမရှိဘူးဂျပန်နဲ့မဟုတ်ရုံးလာမယ်စောကြီးလာမယ်နောက်ကျမှပြန်မယ်ကြာလှုပ်လေတို့ကဂျိုးစားတယ်လို့ထင်လေတခုခုဆိုရင်သူကကြာကြီးဝေ့တာပေါ့နော်အတင်းပြောတာမဟုတ်ကျွန်တော်3နှစ်လောက်လိမ့်ပင်ခံခဲ့ရဆိုတော့ကျွန်တော်ကကြတော့ကျွန်တော်နဲ့ American style ပိုသဘောကျတယ်ကျွန်တော်ဘာလုပ်ချင်လဲပြောအဲ့အရာရအောင်လုပ်ပေးမယ်ဘယ်နှနိုင်ကြာရဲဆိုတာဝင်မစွတ်ဖက်နဲ့ကျွန်တော်ပြအောင်လုပ်မယ်စနစ်တရားလုပ်ပေးမယ်ဆိုတော့ကျွန်တော်ဥမာ sales ဆိုရင်လည်းနံပါတ်ဘယ်လောက်လုပ်ချင်တယ်ဘယ်နှတန်းလုပ်မလဲကျွန်တော်ရအောင်လုပ်မယ်ဒါပေမဲ့ခကြီးနဲ့လာပြီးတော့တင်ပြတာတွေနော်ဂျပန်တွေဆိုရင်အစင်တင်ပြတာအများများတာနော်ဆိုစနစ်အများကြတာပေါ့ပြောမယ်ဆိုရင်တော့ဆိုတော့အဲ့တော့သူတို့ရဲ့ကျွန်တော်တိုကျိုမှာတင်တန်းတွားတက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တင်တန်းကပြီးနေပြီဒါပေမဲ့အချိန်ကမပြည့်သူတို့ထိုင်နေရတာဟောဆိုသူတို့ရဲ့နေရာမှာကကြာလှုပ်လေသူတို့ကစူးစမ်းလေလို့ခံစားတာကိုရီးယားလည်းထုံနေ၎င်းပဲဆိုတော့ကိုရီးယားအနေနဲ့ကျွန်တော်3နှစ်လောက်လုပ်ဘူးလေဆိုတော့အဲ့တော့ပြောချင်တာကအချိန်ကြာပြီးတော့ကျွန်တော်တို့အကြာကြီးစိုက်ပြိုးတယ်ဆိုလို့ရှိရင်တော့ရိတ်သိမ်းခြင်းကတော့တွေ့ရတယ်အများအားပုံမှန်လေးကျွန်တော်စိုက်ပြိုးလာတယ်ဘယ်ချိန်မှာစိုက်ပြိုးရမယ်ဆိုတာကိုကျွန်တော်တို့ညဦးချိန်မှာလည်းမကျဲပဲမနေနဲ့တဲ့နက်ချိန်မှာလည်းမကျဲပဲမနေနဲ့တဲ့ဒါကြောင့်စိုက်ပြိုးခြင်းကအသိရေးကြီးတယ်ဘေးမှာရှိရပြောအောင်စိုက်ပြိုးပါလို့ပြောရအောင်အာမင်ဆိုတော့ငွေကြေးလဲထိုနည်း၎င်းပဲအကယ်၍ဒါကျွန်တော်တို့ဖျားသခင်လမ်းဖွင့်ပေးတဲ့အခါတိုင်းမှာကျွန်တော်တို့စိုက်ပြိုးမယ်ဆိုရင်ရိတ်သေးခြင်းကဝင်လာတယ်မြန်မာပြည်မှာချင်းတောင်မှာတခါဒီမြန်မာပြည်မှာပဲခုနှစ်မဆာလာခေတုန်းကထင်တယ်အဲ့မှာ social party ခေတုန်းကတို့စီးရင်တွေကောက်ခံတဲ့အခါမှာစီးရင်တွေကောက်တဲ့အခါမှာချင်းပြည်နယ်ရဲ့မြေဧကအနေအထားနဲ့သူတို့တင်ပြတဲ့အရာက3ဆလောက်ဖြစ်နေရပါတော့3ဆလောက်ဖြစ်နေတော့အဲ့မှာစိုက်ပျိုးဝင်ကြီးကဘလို့ဖြစ်တာလဲမင်းတို့ချင်းပြည်ကဒီလောက်ပဲရှိတာပြီးတော့စိုက်ပျိုးတဲ့တီးနှံက3ဆလောက်ဖြစ်နေပါလေဆိုတော့အဲ့မှာသူတို့ကစင်းနေရှင်းပြောရင်လူကြီးမျက်နှာရကျင်လို့တင်နဲ့လွန်သွားဒီလောက်စိုက်တယ်ဘတ်ဂျက်တွေဆွဲကျွန်တော်တို့ဘယ်လောက်စိုက်ပါလဲဆိုဘတ်ဂျက်တွေကလည်းဘယ်ရောက်မှမသိဘူးနော်ဆိုကြပါဆိုပြောကြည့်မယ်ဆိုတော့အလေလွင့်နေလဲရှိပဲဒါပေမဲ့သူတို့ကျွန်တော်တို့ဧကဘယ်လောက်စိုက်တယ်ပြောရင်လည်းလက်လွန်သွားတော့ချင်းပြည်နယ်တစ်ခုလုံးရဲ့3ဆလောက်ကိုသူတို့စိုက်နေတယ်ဆိုတော့လက်တွေ့မကြောက်အဲ့မှာ bright ဖြစ်တဲ့လူတယောက်ကထပြီးတော့မှကျွန်တော်တို့နော်ဒီနှစ်ရှည်ပင်ရှိတယ်ဒါပေမဲ့အဲ့ဒီအောက်မှာကျွန်တော်တို့ကခရမ်းချင်သီးတို့ဒါမျိုးလာတိုပင်တွေပြန်စိုက်တယ်ဆိုတော့အဲ့တော့ဧကကတော့တခုပဲဒါပေမဲ့ကျွန်တော်ရအောင်ကျွန်တော်တို့လုံးဝ strategic ပေါ့နော်ကျွန်တော်တို့စိုက်ပြိုးတဲ့ခါမှာဒီလိုရပါလဲဆိုတော့အဲ့မှာအလျှောက်ကောင်းတော့ထောင်းသက်တာပေါ့ဆိုတော့
တကယ်လဲဟုတ်ရင်ဟုတ်မယ်ဒါပေမဲ့ပြောချင်တာကဒီနောက်ဆုံးခုခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့နီးမျိုးစုံနဲ့ဒီအိမ်တေးသေးလေးကိုပဲအမျိုးမျိုးเนาะဒီမှာကတင်အောက်ဆွဲထိုးလိုက်ဆိုအမျိုးမျိုးကျွန်တော်တို့နီးပညာတွားလို့ရတယ်စိုက်တဲ့အချိန်မှာလဲနှစ်ရှည်ကျွန်တော်စိုက်ထားတယ်တရက်ပင်စိုက်ထားတယ်3နှစ်လောက်မှအသီးသီးမယ်ဒါပေမဲ့6လလောက်မှတီးတဲ့ဂျန်တဲ့အသီးတွေလည်းကျွန်တော်တို့စိုက်လို့ရတယ်ဒါကြောင့်မလို့ယခုစိုက်တဲ့အရာနဲ့ကျွန်တော်တို့ကထိုင်ဆောင်မနေပဲအဲ့ဒီရိတ်သိမ်းခြင်းမလာခင်မှာနောက်ထပ်စိုက်နေရမှာအခုကျွန်တော်တို့ကြိုက်ချက်မကြိုက်တဲ့ယခုရထားတဲ့ຢာတွေကတင်အရင်တော့စိုက်ခဲ့တဲ့ຢာရဲ့ရိတ်သိမ်းခြင်းဖြစ်တယ်အခုကျွန်တော်တို့အချိန်ချော့ချတချို့အချိန်ချော့ချလိုက်ပြီတော်ပြီငါတက်လဲကြည့်ပြီငါသားသမီးတွေလည်းရွယ်ရောက်ပြီကျွန်တော်တို့တေကာမတေရောနော်ဘုရားခေါ်ကာမခေါ်ကျွန်တော်တို့စိုက်ပျိုးခြင်းချိန်နာကြီးစိုက်ပျိုးခြင်းဘုရားထဲမှာချိန်နာကြီးစိုက်ပျိုးခြင်းနောက်ကျွန်တော်တို့ရဲ့ငွေကြေးစိုက်ပျိုးခြင်းလုံးဝမရက်တန့်ဖို့ဖြစ်တယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရတဲ့ benefit ကျွန်တော်တို့ရတဲ့ pension ဒီ Aussie နိုင်ငံရဲ့အခြေအနေတော့ကျွန်တော်မသိဘူးဒါပေမဲ့စင်ကူမှာဆိုရင်ကျွန်တော်တို့ PR နဲ့ citizen တွေကသူ့ရဲ့ဒီ CPF ကိုဥမာဆိုတော့ဒီကျွန်တော်တို့ရဲ့ account မှာ2,900,000ရှိပြီဆိုလို့ရှိရင်55နှစ်ပြည့်ပြီဆိုတာနဲ့ပုံမှန်လစဉ်သူက3,000ထုတ်လို့ရပြီအကယ်၍3,900,000ရှိရဆိုရင်ဒါမှမဟုတ်5,000,000ရှိရဆိုရင်55နှစ်ပြည့်တဲ့အချိန်မှာသူ့မှာရှိတဲ့ပမာဏကိုယူပြီးတော့တေးတဲ့အထိသူကတောက်လျှောက်ရသွားတယ်ဆိုတော့အဲ့တော့တချို့တွေကအဲ့မှာ55နှစ်မှာချက်ချင်းယူပြီးတော့ထုတ်ပြီးတော့စားပြီတချို့ကတော့မဟုတ်သေးဘူးငါနည်းနည်းတော့ထပ်ပြီးတော့စိုက်အောင်မယ်ဆိုပြီးတော့မှ60တိစိုက်တယ်ဆိုရင်3,000ရတဲ့သူက4,000ရသွားတယ်အကယ်၍သူက65တိသူကတင်းခံပြီးတော့သူထပ်မထုတ်သေးဘဲနဲ့ထားပြီးတော့မှ65မှာထပ်ထုတ်လို့ဆိုရင်သူက4,500နေ6,500လောက်ထိရနိုင်တယ်ဆိုတော့ပြောချင်တာကတခါလေးမှကျွန်တော်တို့လောကမှာတော့မှကျွန်တော်တို့စိတ်လျှော့လိုက်တဲ့အချိန်ရှိတယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့ပြောတယ်မင်းရဲ့စိုက်ပျိုးခြင်းကိုတော့မရက်တတ်နဲ့အာမင်နားမှာရှိရပြောင်းစိုက်ပျိုးခြင်းကိုမရက်တတ်နဲ့လို့ပြောရအောင်အာမင်Okay, but S got sowing. You keep sowing because you're gonna reap. No, you want to reap, you have to sow. Number 2 က saving. Saving ကကြတော့ကပ္ပဦးကျမ်းခန်းကြီး41အငယ်34ကိုဖတ်ရအောင်။ခံထားတော်မူသောသူသည်တပြည်လုံး၌အကြီးကျက်တို့ကိုခံထား၍ဝါပြောသောနှင့်ခုနှစ်ပတ်လုံးတပြည်လုံးတွင်ငါးဘိုးတဘိုးကောက်ယူကြပါစေ။ Save 20%. အဲ့ဒီ 20% ကဘယ်ကနေလာလဲဆိုတော့ယောသက်ကသူကောင်းစားတဲ့9နှစ်မှာတဲ့20ရာခိုင်နှုန်းငါးဘိုးတဘိုးဆိုတာဘယ်တော့လဲ20ရာခိုင်နှုန်း10ဘိုးတဘိုးဆိုတာဘာလဲ10ရာခိုင်နှုန်းဆိုတော့ငါးဘိုးတဘိုးကိုတဲ့စုပါတဲ့ငါးဘိုးတဘိုးကိုစုခိုင်းတယ်ဆိုတော့ငါးဘိုးတဘိုးစုတဲ့ခါမှာတဲ့9နှစ်ကောင်းစားတဲ့ကာလမှာစုတဲ့ຢာကနောက်ကတ်ဆိုင်တဲ့9နှစ်မှာလောက်ငန့်အောင်ဒါမှကပိုရှန်တယ်အခုကျွန်တော်တို့ဒီမှာ interview တော့မလုပ်တော့ဘူးเนาะဘာလို့ဆိုတော့ privacy ဆိုတော့ saving တွေမီလန်နဲ့ကြီးရှိတဲ့လူများရှိရင်တော့ကျွန်တော်တို့ဂျန်တဲ့လူတွေအတွက်အဆင်မပြေမှာဆိုလို့เนาะမမေးတော့ဘူးဒါပေမဲ့ဥမာကျွန်တော်တို့ Australia မှာဒီ camera မှာနှစ်30နေပြီဆိုတော့10နှစ်အကယ်10နှစ်နေပြီဆိုတော့ကျွန်တော်တို့ဝင်ငွေနဲ့ထွက်ငွေနဲ့မျှအောင်ကျွန်တော်တို့သုံးနေအကြောင်းတွေတက်ဒါမှမဟုတ်ရှင်အိမ်တွေဝယ်လောက်တာတွေတော့အများကြီးရှိတာပေါ့လေတို့ຢာတွေကျွန်တော်တို့အကယ်၍တာတင်ကလစာ1000ဝင်နေဆိုပါတော့အနည်းဆုံး200ကိုရအောင်တင်စုခဲ့နိုင်တယ်ဆိုရင်တစ်နှစ်ကို2400နော်တစ်နှစ်ကို2400ပြီးတော့10နှစ်ဆို2400ဘာမှ AC ပဲ2400ဘတ်ကနေပဲနော်2400ငွေပူငွေရှန်ရှိသွားမယ်ဆိုတော့အဲ့တော့ဒါမဲ့ကျွန်တော်တို့ဒီမှာလောလောဆယ်အဲ့ထက်ပိုတဲ့စုဆောင်းငွေရှိတဲ့လူတွေရှိမယ်မမေးတော့ဘူးဒါပေမဲ့ပြန်စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့တစ္ဆာရှိနဲ့ဥမာကျွန်တော်တို့2000ဝင်နေဆိုရင်ခုနပြောတာရဲ့နှစ်ဆဖြစ်သွားပြီ2000မှာ400သာပုံမှန်စုခဲ့တယ်ဆို10နှစ်မှာကျွန်တော်တို့က4800စုဆောင်းငွေအဲ့ဒီတီးတန့်စုဆောင်းငွေရှိသွားမယ်ဆိုတော့အဲ့တော့ဒီနေရာမှာလေးကဘယ်လောက်တောင်ကောင်းလဲဆိုတော့သူတို့အီဂျစ်နိုင်ငံတွေမှာဟုတ်ပဲနဲ့အနားဝန်းကျင်မှာရှိတဲ့မြို့ရွာတွေကိုတောင်မှသူတို့ကျွေးနိုင်ခဲ့တယ်နော်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ဒီနေ့နောက်မချသေးဘူးယခုပြန်စမယ်ကျွန်တော်တို့ဝင်တဲ့ဝင်ငွေရဲ့20ရာခိုင်နှုန်းကိုစပြီးစုကြည့်အောင်အဲ့ဒီဒါမဲ့ခုနအစမှာပြောသလိုအထောက်မတန်စုသိမ်းတော်လဲမွဲတဲ့လူရှိတယ်ဆိုတဲ့အတွက်ကျွန်တော်တို့ကုံသွားမှာစိုးလို့နောက်ကျရင်မရှိမှာစိုးလို့ဆိုတဲ့အဲ့ဒီနှလုံးသားနဲ့စုရင်တော့ကျွန်တော်တို့စင်ရဲချင်းတို့ရောက်ကောင်းရောက်နိုင်တယ်ဒါပေမဲ့ဒီနေ့ရောတက်နိယာမနဲ့ဩစတြေးလျကျွန်တော်မသိဘူးကျွန်တော်စင်ကာပူပဲဆိုကျွန်တော်ကျွမ်းကျင်တော့ပြောမယ်ဆိုရင်စင်ကာပူမှာလည်းအဲ့ဒီ20ရာခိုင်နှုန်းသူတို့ကဖြတ်တယ်ဝန်ထမ်းစီကနေ20ရာခိုင်နှုန်းဖြတ်လိုက်တယ်ပြီးတော့မှ company က16ရာခိုင်နှုန်းလားဒီမှာဆို super ခေါ်မှာပေါ့ဆိုတော့အဲဒီ16လား19လားကျွန်တော်တို့သူ့ရဲ့အသက်အရွယ်နဲ့မူတည်ပြီးတော့ပြန်ထည့်ပြီးတော့35ရာခိုင်နှုန်းကနေ38ရာခိုင်နှုန်းကိုကျွန်တော်တို့ရဲ့ CPF တွေကိုထည့်တယ်ပြီးတော့ ordinary account ပြီးတော့ special account တော့ pension အတွက်ပေါ့ပြီးတော့ medicare အတွက် medisave ဆိုပြီးတော့3ခုပြန်ခွဲတယ်โอเคအဲ့ဒါတော့စိတ်ရှုပ်သွားလိမ့်မယ်အဓိကကျွန်တော်ပြောချင်တာကလီကွမ်ယူကစင်ကာပူထောင်တဲ့အချိန်မှာဒီကဘာဦးကျန်းကိုသူဖတ်ရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်
အဲ့ဆိုတော့20ရာခိုင်နှုန်းကွက်တီကြီးဖြစ်နေနော်ဆိုတော့စင်ကာပူနိုင်ငံကအခုအဲ့ဒီ CPF တဲ့ပတ်စံတွေကဘီလီယံနဲ့ချီသူတို့ရှိတော့အဲ့ဒါကိုပြန်ပြီးတော့သူတို့ကတကယ်ကိုသူတို့ကိုယ်တိုင် run တဲ့ company တွေမှာတော့၎င်းအစိုးရ company တွေမှာသူတို့က investment လုပ်ပြီးတော့မှအဲ့တော့ကျွန်တော်တို့ရဲ့ CPF ကိုသူတို့ကအတိုးထပ်ပေးသေးတယ်သူကဘန်တိုးတွေမပေးနိုင်တဲ့အတိုးကိုသူတို့ကပေးတယ်4ရာခိုင်နှုန်းလောက်ပေးတယ်5ရာခိုင်နှုန်းအခုဆို9ရာခိုင်နှုန်းလောက်ပေးတယ်ဆိုတော့အဲ့တော့investment နဲ့ဒီ financial management ကတိတ်ရေးကြီးရဲ့နိုင်ငံတကာအကောင်းစားဖို့အတွက်စင်ကာပူလို red dot တေးသေးလေးကသူတို့ခေါင်းထောင်နိုင်တာကတော့ financial management တော်လို့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါဆိုရင်ကျွန်တော်တို့ Bible ကိုလိုက်လျှောက်နေတဲ့ကျွန်တော်နဲ့မိတ်ဆွေကနိုင်ငံတနိုင်ငံကိုခဏထားလိုက်အောင်ကျွန်တော်တို့ဒီမှာနိုင်ငံတော်ဆင်းရောက်မဲ့လူလည်းရှိနိုင်တယ်ဒါပေမဲ့နိုင်ငံတနိုင်ငံခဏထားအောင်မြို့တစ်မြို့ထားကျွန်တော်တို့အိမ်ထောင်ရဲ့ငွေကြေးကိုတော့ဖခင်နာမ၌ကျွန်တော်တို့ကင်တွယ်တတ်ဖို့ဖခင်ရှင်ကောင်းကြီးပေးပါစေအာမင်အာမင်အဲ့ဒီဘိတ်တွေကိုယေရှုနာမနဲ့ဝင်မြပါရစေဟာလေလုယာဆိုတော့သူရတဲ့ငွေကိုနော်ရတဲ့စပားတွေကိုသူက9ပုံတစ်ပုံစုတာဖာရောဘီရဲ့အိမ်မက်ကိုမှတ်မိကြမှာပါဝဖြိုးတဲ့နွား9ကောင်တက်လာတယ်ခဏနေတော့ပိန်လီတဲ့9ကောင်တက်လာပြီးပိန်လီတဲ့9ကောင်ကဝတဲ့9ကောင်မျိုးလိုက်တာဘလို့မှမနေဘူးပိန်လုံးပဲဆိုလိုတာကကျွန်တော်တို့ပုံမှန်လေးမစုခဲ့ဘူးဆိုရင်ချိန်ချောက်တာမဟုတ်ဘူးမိုးကောင်းတို့ရေခံဆိုသလိုနောက်မှကျွန်တော်တို့ပြန်နောင်တမရချင်ဘူးဆိုရင်ယခုအတင်ရရှိတဲ့အရာရဲ့20ရာခိုင်နှုန်းကိုစုဆောင်းဖို့အတွက်တိုက်တွန်းခြင်းတယ်အကယ်၍20ရာခိုင်နှုန်းအခုမှစပြီးတော့ဥမာ jump start ဖြစ်နေတယ်အရင်လောလောဆယ်ရုပ်တရက်ကြီးထပြေးရတာမျိုးဖြစ်တယ်ဆိုရင်10ရာခိုင်နှုန်းလောက်နဲ့စကြည့်ပါတစ္ဆာရှိဆိုတာစပြီးတော့စုကြည့်ပါနောက်နေ့ကျွန်တော်တို့ဒီလိုနေ့မှာကင်မရာဒေးမှာတက်တည်ခံချက်တွေအများကြီးကြားမှာဖြစ်ပါဟာလေလုယာကျွန်တော် challenge လုပ်ချင်တယ်ကျွန်တော်တို့မိသားစုလည်းဩစတြေးလျမှာအစနေပြန်စရတာဆိုတော့ကျွန်တော်လည်းအဲ့ဒါကိုပြန်ပြီးတော့စဖို့ဘာမှတော့ဝင်တာမရှိသေးဘူးဒါပေမဲ့စဖို့ကျွန်တော်တို့ဆုတောင်းနေတယ်ဟာလေလုယာအာမင်ဆိုအဲ့တော့ဒီ saving 20% saving ဟာတဲ့ဘယ်လောက်တော့မှဖြစ်တယ်ဆိုတော့ဝါပြောတော့9နှစ်ပတ်လုံးအသီးနှံတို့ဒီဖတ်ကြည့်အောင်နော်ဝါပြောတော့9နှစ်ပတ်လုံးမြေအသီးနှံတို့ဒီအလွန်များပြားကြ၏9နှစ်ပတ်လုံးအေဂုတုပြည်တွင်ရှိသည်မြသောရိတ်ခါကိုစုယုံ၍မြို့တို့တွင်တိုထားလေ၏မြို့ပတ်ဝန်းကျင်လယ်တို့၌ရသောရိတ်ခါကိုမြို့အသီးသီးတို့တွင်တိုထားလေ၏saving ရဲ့နေရာမှာကဘယ်တော့မှအလွယ်တကူရတဲ့ပြန်ထုတ်လို့ရတဲ့နေရာမှာ saving မထားနဲ့အဖတ်မတင်ဘူးဒီမှာယောသက်ကတော်တော်တယ်ယောသက်ကတော်တော်မဟုတ်အရန်တော်တဲ့ယောသက်ကလဲမှာစပားတွေကဘယ်မှာရလဲကိုလူကစပားတွေက city area မှာမဆိုင်ဘူးနော်တောထဲမှာဆိုင်တယ်နော်ဆိုတော့လဲမှာရတဲ့စပားတွေကိုဘယ်မှာစုလဲမြို့မှာသွားစုတယ်တဲ့ကဲကြည့်နော်ကျွန်တော်တို့က saving လို့ပြောပေမဲ့ ATM account ထဲမှာရှိနေတော့အချိန်တိုင်းပဲနော် double click နဲ့တစ်ပြီးသွားရင်ကုန်သွားပြီဆိုတော့ကျွန်တော်တို့ saving လို့ပြောမှတော့ကိုနဲ့လက်လန်းတိတ်မမီတဲ့နေရာလေးမှာ saving ထားဖို့လိုအပ်တယ်ဥပမာအကြံပေးချင်တာက ATM ကတ်နဲ့ link မလုပ်ထားတဲ့အကောင့်မျိုးရှိတယ်ဆိုရင်တိတ်ကောင်းတယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်တို့တကူးတကထုတ်အောင်လိုရင်တော့မှတကူးတကသွားထုတ်ရမယ့်ဟာမျိုးပေါ့ကိုယ့်ကိုနည်းနည်းလေး discipline လုပ်အောင်လို့မဟုတ်ဘဲနဲ့ password လေးနေလိုက်အောင်နဲ့ double click လိုလေးလုပ်လိုက်တဲ့ကတ်လေးလုပ်လိုက်အောင်နဲ့ထွက်သွားမယ့်ဟာမျိုးကတော့ saving မမြည်ဘူးအဲ့ဒါကုန်သွားမှာပဲငွေသားနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ခေါင်းအောက်မှာနော်ကျန်းစာအုပ်ကြားထဲမှာနော်ကျွန်တော်တို့ saving တစ်လစာ900လေးထည့်ထားတယ်ကုန်သွားတာပဲဘာလို့ဆိုအရန်လွယ်နေတာထုတ်ရတာဆိုတော့ဒီမှာယောသက်ကရန်တော်တယ်လဲယာမှာရတဲ့စပားတွေကိုတဲ့မြို့ကိုတကူးတကသွားပြီးတော့စုခိုင်းတာအဲ့ဒါကြောင့်သူကစုမိသွားတာโอเคဆိုတော့ဒါကနိယာမတစ်ခုဖြစ်ပါတယ်ဟိုကပြောတော့နေ့မှာသူကမြေအသီးနှံတို့အလွန်များပြအဲ့ဒီຢာလေးကဖေကကျွန်တော်ဘလို့ကျွန်တော်ပေါ်ပြလဲဆိုတော့ဖေကလိုချင်တဲ့နှလုံးသားနဲ့ကျွန်တော်တို့စစုလာတယ်ဆိုဖေကပို၍ညားပြစေဦးမှာဆိုတော့ကျွန်တော်တို့ကတစ်ခါလေးမှထင်တာလစာ2000ဝင်တယ်လစာ3000ဝင်တယ်လစာ1000တွက်ရလို့လစာ1000ဝင်တယ်ဝင်ငွေ1000ပေါ့လစာဖြစ်မယ်ဘယ်ကဝင်ငွေ1000ဝင်တယ်200စုမယ်နော်200စုမယ်အဲ့တော့အဲ့ဒီ200စုလို့ရှိရင်ငါတို့ခုနပြောသလို2400ရမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားကိုဖျားခင်သားသမီးတွေစုတက်တဲ့နှလုံးသားကိုတီးပြီဆိုရင်လေမိဘတွေကများများပေးချင်တော့တာအာမင်နားလည်လားမသိဘူးမိဘတွေနော်မဟုတ်ဖိုးတွေစုတက်တဲ့သားသမီးတွေဆိုရင်လေများပို့ပေးချင်တော့တာဘာလို့ဆိုတော့ तू ကစုတာ哦အများတန်းဝါတဲ့ဖွဲ့တွေတော့လိုတော့ပဲပေးတယ်ဘာလို့ဆိုတော့မဟုတ်ဘဲနဲ့ကျမ်းမာရေးတော့ထိခိုက်နိုင်တယ်အများကြီးပေးရင်ချိုးတွေစားဆိုတော့စုတက်တဲ့ကလေးတွေကိုများမဖို့ထပ်ပေးတယ်မိပါတယ်ဘုရားခင်ကလည်းကျွန်တော်တို့ဘုရားကိုယုံကြည်ခြင်းနဲ့စစုလာပြီဆိုရင်တော့ဒီကျွန်တော်စိန်ခေါ်တဲ့ယေရှုနာမ၌ကင်မရာမှာကျွန်တော်တို့နောက်နှစ်ကင်မရာဒေးမှာတင်ဒီနေ့အဲ့ဒါလေးကိုဆုံးဖြတ်ချက်ချပြီးတော့ဘာကြောင့်ပဲဖြစ်ဝင်သမျှဝင်ငွေရဲ့20ရာခိုင်နှုန်းစစုကြည့်မယ်နော်စစုကြည့်မယ်ဒါဆိုရင်နောက်နှစ်မှာကျွန်တော်တို့အနည်းဆုံးနော်ဘုရားခင်ကဒေါ်လာ1000နဲ့ချီကျွန်တော်တို့ငွေပိုငွေရှမ်းအဲ့ဒီခေါင်းစဉ်အောက်မှာပေါ့ကျန်တဲ့ခေါင်းစဉ်ရှိမယ်ဒါပေမဲ့အဲ့ဒီခေါင်းစဉ်အောက်မှာတီးတန့်လေးဘုရားခင်ကအဲ့ဒီငွေပိုတွေစုဆောင်းငွေတွေရှိစေမှာဖြစ်တယ်ယေရှုနာမနဲ့ခံတယ်အာမင်ဘယ်နှယောက်ကဆေးလို့ရှာလဲလက်ခုပ်တီးပြီးအောင်အာမင်စမ်းကြည့်ပါနော်အခု March လမှာမီတော့ဘူးဆိုရင် April လပေါ့
April လမှာရတဲ့ဝင်ငွေရဲ့ set aside 20ရာခိုင်နှုန်းလုံးဝမထိတော့ဘဲနဲ့တက်လေးထားလိုက်ဆိုတော့ဥမာယောက်ျားနဲ့မိန်းမဆိုလို့ရှိရင်မိဖို့ကြောင့်စိတ်တွေမိသားစုစိတ်တွေကိုဘယ်သူကကင်တွယ်လဲအဲ့ဒီကင်တွယ်တဲ့အသုံးစိတ်နဲ့မရောတော့ဘဲနဲ့တက်လင်မယားနဲ့သဘောတူပြီးတော့မှဒါမှမဟုတ်ရှင်ကိုတိုင်းကိုလာတယ်လို့เนาะတယောက်တကူတော်သမားလောဆယ်အဝေးမှာရောက်နေတယ်ဆိုရင်လေဇနီးတန်တဲ့တနေရာမှာရှိတော့ကိုကနဲ့ကိုဒီဟာလေးကတော့เนาะဘယ်ရပဲဝင်တဲ့ရာ90ဝင်เนาะ30တက်ဖယ်မယ်900ဝင်100တက်ဖယ်မယ်ဆိုရင်ဖယ်ကြည့်အောင်เนาะအဲ့ဒါဆိုရင်ထူးခြားလာလိမ့်မယ်နံပါတ်3 spending သုံးစွဲခြင်းကတော့ကျွန်တော်တို့တင်စရာမလိုဘူးလို့ထင်ပေမဲ့သုံးစွဲခြင်းကကျွန်တော်တို့တင်ဖို့လိုအပ်တယ်။ဘာဖြစ်လို့ဆိုတော့ဟေရှာယ55အငယ်1မှာအစာမဟုတ်သောအရာတွေငွေကိုသုံးစွဲခြင်းဆိုတော့အစာမဟုတ်သောအရာဆိုတော့ကျွန်တော်တို့အဲ့ဆိုရင်အစာပဲဖခင်အစာစားခိုင်းတာအဲ့ဆိုရင်အစာပဲစားမယ်ပြောတာမဟုတ်ပဲနဲ့ကျွန်တော်တို့ကိုအာဟာရဖြစ်စေအကျိုးရှိစေတဲ့သုံးစွဲခြင်းမဟုတ်တာမြန်cut down လုပ်ဖို့ဖြစ်တယ်။တင်းအခုအိမ်ပြန်သွားတဲ့ခါမှာဘီယိုမှာဝယ်ပြီးကြအခုထိမဝစ်ဖြစ်တဲ့အင်ကြီးတွေဘယ်နဲ့တည်းရှိမလဲဝယ်တော့ကတော့စိတ်ကူးရင်ပြီးတော့မှအရင်မိုက်မယ်တင်ဝယ်လိုက်တယ်ဒါပေမဲ့တကယ်ဝစ်ကြည့်တော့စိတ်မပြေဘူးထားလိုက်တယ်ပြန်ရောင်းဖို့လည်းစိတ်မပြေလူများပေးဖို့လည်းနှမျောပေးစရာလည်းတော်မဲ့လူလည်းမရှိတဲ့ခါဒီတိုင်းပဲထားတဲ့အများကြီးရှိတယ် waste တွေဘယ်လောက်ဖြစ်သွားပြီလဲနောက်တစ်ခါအိမ်မှာလည်းဘာရမဟုတ်ဟိုဆိုင်သွားတဲ့ခါမှာဟိုကလေးအရင်သဘောကျတယ်တခါမှလည်းမတုံးရတဲ့ခုထိနော်အိမ်သုံးပစ္စည်းတွေအများကြီးရှိတယ်ဆိုတော့ဒီနေ့ကိုယ့်အတွက်အကျိုးမရှိမဲ့အရာတွေကိုကျွန်တော်တို့ကဒီကျမ်းစာဟေရှာယ55အငယ်1နဲ့ဆင်ခြင်ဖို့ဖြစ်တယ်အဲ့တော့အစာမှုတ်တဲ့ຢာအတွက်ငွေသုံးတယ်ကျန်းစာမကြည့်အောင်အစာမှုတ်သောຢာဖို့တင်တို့ရဲ့ငွေရင်းကို၎င်းအမှုမပြေနိုင်သောຢာဖို့တင်တို့ဥစ္စာကို၎င်းအဘဲကြောင့်ကုန်စီကြသည်။ငါစကားကိုစိတ်နားထောင်လျက်ကောင်းသောအစာကိုစားကြလော့တင်တို့၏ဝိညာဉ်သည်ချိုသောຢာတို့၌မိမိကိုမိမိမွေ့လျော်စေလိမ့်မည်ဆိုတော့ငွေကြေးသုံးစွဲခြင်းနဲ့ပတ်သက်လို့ကျမ်းစာအများကြီးရှိတယ်ဒါပေမဲ့ဒီညမှာတော့ဟေရှာယ55ငယ်နှစ်အဲ့ဒီချက်လေးကိုဈေးသွားတိုင်းသတိရပါဒီဟာငါတကယ်လိုရလားမလိုပဲနဲ့ဝယ်မိရဆိုရင်အဲ့ဒါအစာမဟုတ်တော့ရအတွက်သုံးစွဲခြင်းဖြစ်သွားပြီဆိုတော့အဲ့တော့ငွေကြေးကိုတင်ကမှန်မသုံးစွဲဘူးဆိုရင်ဒေါက်တာ Rob Thompson ကဘာပြောဘူးလဲဆိုတော့ရှီကာဂိုကဆရာကြီးတပါကျွန်တော်တို့မိသားစုနဲ့ခင်မင်းနေဆိုတော့ဆရာကြီးကဘာပြောလဲဆိုတော့လိုအပ်တဲ့ချိန်မှာတဲ့သုံးစရာငွေမရှိတဲ့သူတွေကမလိုတော့ကသုံးခဲလို့ပါတဲ့ကြပြောနော်လိုအပ်တဲ့ချိန်မှာငွေသုံးဖို့ပြက်လက်သွားတဲ့သူကမလိုတော့ကသုံးခဲလို့ဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်တို့မလိုတာတွေကိုမသုံးဖို့မလိုတဲ့ချိန်မှာမသုံးဖို့အဲ့ဆိုရင်ဘယ်ချိန်မှာသုံးမလဲလိုတဲ့ခါသုံးဖို့ရှိသွားမယ်အာမင်ဒါကြောင့်ငွေရှိတတ်တဲ့လူတွေကဘယ်သူလဲဆိုတော့မလိုတဲ့ချိန်မှာ तू ကမသုံးဘူးဒါကြောင့်လိုတဲ့ခါမှာ तू ကထွက်လာတယ်အရင်ချမ်းသာလို့လည်းမဟုတ်ဘူးသုံးရမယ့်ချိန်မှာတာရေးနာရေးမှာသုံးဖို့လိုလာပြီးကျမ်းမာရေးအတွက်သုံးဖို့လိုလာပြီးတခုခုအတွက်သုံးဖို့လိုတဲ့အခါမှာဘက်ကနေထွက်လာတာကချမ်းသာလို့မဟုတ်ပဲနဲ့သူတို့ကမလိုတဲ့ချိန်မှာမသုံးထားလို့လိုတဲ့ခါမှာသုံးဖို့ရှိတာတဘောပေါက်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေအာမင်မဆုမှာခြာရေးလို့ရတယ်လိုအပ်တဲ့ငွေသုံးဖို့လိုတဲ့ချိန်မှာမရှိငွေမရှိတာကမသုံးအသုံးမလိုတဲ့အရာတွေမှာသုံးခဲလို့ဖြစ်တယ်မလိုတဲ့ချိန်မှာသုံးခဲလို့ဖြစ်တယ်เนาะဆိုတော့အဲ့ဒါလေးကိုမိမိသဘောပေါက်သလိုရေးသားထားရအောင်เนาะဆိုတော့ပထမ S က sowing အဲ့ဒါလဲကျွန်တော်တို့အသေးစိတ်ခေါင်းစဉ်၄မှာပြန်သွားမယ် sowing မှာဘာတွေပါမလဲဆိုတော့ရတာနဲ့ကျွန်တော်ဆယ်ဖို့တဘဖះဥစ္စာကိုဖះကိုတတ်ဖယ်မယ်ဆိုတော့1000ရပြီဆိုရင်1000ဝင်လာဆိုရင်100ကကျွန်တော်တို့နဲ့လုံးဝမဆိုင်ရတာဖះဥစ္စာဖယ်လိုက်ပြီ900ပဲကျန်တယ်တော်တော်နည်းသွားပြီအဲ့မှာမှတခါစုဆောင်းငွေ1000ဆိုတဲ့အတွက်200ဖယ်လိုက်ပြီ900ပဲကျန်တော့တယ်ဘယ်လိုလုပ်ကြမလဲဒါပေမဲ့ဖះကခုနပြောသလိုသူ့ရဲ့ principle ကိုလိုက်နာတဲ့အတွက်သူကလိုက်လျှောက်တဲ့နာခံမှုကိုသူကတိတ်သဘောကျတဲ့အတွက်ရိတ်သိမ်းခြင်းကိုအဲ့မှာဖះခင်ကစပားတွေကိုပိုးတောင်များစေတာတဲ့ဖာရောလက်ထက်မှာဝါပြောစီတာဆိုတော့ကျွန်တော်တို့က principle နဲ့သွားတဲ့ခါမှာဘုရားကအလွန်နှစ်သက်တဲ့ခါမှာသူ့ရဲ့မျက်နှာသာကျွန်တော်တို့ဘောတက်ရောက်လာတယ်ပို၍များပြားတဲ့တီးနှံတွေဖြစ်ထွန်းလာတယ်ဆိုတော့ကြံတဲ့900အဲ့ဒီ900မှာကျွန်တော်တို့လစဉ်သုံးရမယ့်အရာကိုခွဲထုတ်မယ် bill တွေကိုခွဲထုတ်မယ်အဲ့ဒီခါကျမှအဲ့တော့အဲ့မှာတကယ်လို့မလောက်ဘူးတစ်လလုံး sustain ဖြစ်ဖို့မလောက်တော့ဘူးဆိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့စိုက်ပျိုးတဲ့မျိုးစေ့တွေကျွန်တော်တို့စိုက်ပျိုးတဲ့အလူငွေကျွန်တော်တို့စိုက်ပျိုးတဲ့အရာတွေရဲ့ရိတ်သိမ်းခြင်းကိုပြန်မျှော်လင့်မယ်ဆိုတော့တနည်းအားဖြင့်နားလည်အောင်ပြန်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ပြီးတဲ့အခါမှာ300 800ကုန်သုံးပြီးကျွန်တော် bill တွေအကုန်လုံးပေးပြီးတော့မှပိုတဲ့အရာလေးကိုဒဲကနေမှကျွန်တော်တို့ကအလူငွေခွဲတယ်10ဘုတ်ကိုခွဲတယ်တခါ10ဘုတ်မလောက်ဘူးဖြစ်သွားတယ်ကျွန်တော်စင်ကူမှာတယောက်ကဆရာ10ဘုတ်မလောက်ဘူးဘာလို့မလောက်တာလဲ10ဘုတ်မလောက်ဆိုတာရှိနိုင်ပါမလားရှိရအောင်ဆရာလစာနဲတယ်လစာနဲပေမဲ့900ဝင်လဲ10ဘုတ်က90လေဘာလို့မလောက်တာလဲလို့ဆိုတော့ပြန်ပြောရင်နေမှာ तू ကပေးเสียရှိတာဖုန်းဘီလ်တွေ MRT ကတ်ယထာကတ်တွေဖြည့်တာတွေစားဖို့အတွက်ဖယ်တာတွေအကုန်လုံးဖယ်ပြီးတော့ तू မကြံတော့အဲ့လိုမလုပ်ပဲပြောင်းပြန်လို့ရအောင်လို့900ရတာနဲ့90ကိုဖယ်လိုက်ပါအောင်အဲ့ဒါ10ဘုတ်အတွက်လို့
ပြီးတော့ကျန်တဲ့အလူငွေတင်းငွေတွေဘယ်နှခါရှိလဲဆိုတော့ကျွန်တော်တို့တိနေပြီးသား၄ခါဆိုရင်ဥမာစင်ကူကဆိုရင်$2တန်တွေရှိတယ်ကဲ$2နဲ့စလိုက်သမီး$နဲ့စလို့ရှိရင်၄ဘတ်ရှိရင်$10 10ဘတ်ရှိ5ဘတ်ရှိရင်30ဖယ်ထားလိုက်ဆိုအစာအုပ်နဲ့ငယ်တော့လဲအဆုံးမလွန်ကြီးမှာကျွန်တော်တို့လောဘကြီးပြီးတော့မှအကြီးတွေမပြောသေးပဲနဲ့ရှိတဲ့ຢာတွေကနေကျွန်တော်တို့အရင်ဆုံး plan ချဖို့တည်ရည်ကြီးရယ်အောင်မြင်ဖို့ plan မချတာကမအောင်မြင်ဖို့ plan ချနေတာ ਨੇ အတူတူပဲတဲ့ okay ပြန်ပြောမယ်ကျွန်တော်အောင်မြင်ဖို့အတွက် plan မချတာကမအောင်မြင်ပါစေလို့တကူးတက plan ချတာ ਨੇ အတူတူပဲတဲ့ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီနေ့အခုဆရာပြောနေတာဆရာဝင်ငွေများတယ်ရကျွန်တော်ကတော့အဲ့လောက်တော့မဟုတ်ဘူးကျွန်တော်ကလို့လဲတိတ်အဆင်မပြေသေးဘူးဒါမှမဟုတ်ကျွန်တော်တို့မိသားစုကတော့အဲ့လောက်ကြီးလဲမလိုတော့ပါဘူးအိမ်လဲ pay off ဖြစ်သွားပြီးကျွန်တော်တို့ချွင်းချက်တွေအများရှိဒါပေမဲ့ဒီစကားကိုဘုရားကပြောခိုင်းတာကကျွန်တော်တို့ကြားစေတာကဘုရားကတင်နဲ့တူကြီးမားတော့ရဘုရားလှုပ်ချင်သေးလို့ဖြစ်လိမ့်မယ်ဟာလေလုယာအဲ့တော့ကျွန်တော်တို့ကလောလောဆယ်မှာလောကမှာတွားနိုင်လာနိုင်စားနိုင်တောက်နိုင်လုံနိုင်သေးတယ်ဝင်ငွေရှိသေးတယ်ဆိုရင်ဒီဟာကျွန်တော်တို့နဲ့ဆိုင်တယ်ရုံးကန်ကာစနော်တက်တစ်ဆလူငယ်တွေတွေ့ပဲမဟုတ်ဘူးနော်ကျွန်တော်တို့နည်းနည်းချို့တဲ့နေသေးတဲ့လူတွေတင်ပေးတာမဟုတ်ပဲနဲ့ချမ်းသာလေးပိုလိုအပ်လေဒီဟာအာမင်လူတိုင်းတွေလိုအပ်တဲ့နေရာမှာဖြစ်တယ်တေချာစိုက်ပျိုးခြင်းဟာကျွန်တော်တို့ရဲ့ငွေကြေးသုံးစွဲခြင်းရဲ့အဓိက foundation ဖြစ်တယ်စိုက်ပျိုးစိုက်စရာရှိတာအရင်စိုက်လိုက်တယ်အများများစိုက်လိုက်လို့ငိုတဲ့တောင်သူလည်းမရှိပါဘူးဒီနေ့ငါတို့စဘာတည်င်းဆိုင်နေတာနှစ်ဆိုင်နေမနစ်ကတည်င်းဆိုင်နေတာဒီနေ့နှစ်တင်းဆိုင်နေတယ်ဆိုပြီးချုံပွဲကြငိုတဲ့လူမရှိဘူးပိုးတောင်ပြောတယ်စိတ်လို့ရှာတာဟာနောက်ရေတင်းတဲ့ခါကျတော့နှစ်ဆရမယ်ဟာအဲ့ချက်ပိုရရင်ကောင်းမယ်ဆိုစိတ်လို့ရှာတယ်ဒီဒါပေမဲ့ကျွန်တော်တို့ကလူတွေကတော့ကျွန်တော်တို့တစ်ခုခုပေးလဲရတဲ့ခါမှာကျွန်တော်တို့စွန့်ကျဲတယ်ဆိုတဲ့အတိုင်းပဲတနာစရာကောင်းတဲ့သူကိုပေးတာမျိုးစင်းရဲသားတွေကိုပေးတဲ့ခေါင်းစဉ်လည်းခဏနေမှာကျွန်တော်တို့လေ့လာမယ်အဲ့ဒါလည်းဖရားရဲ့အနိယာမတွေမှာရှိတယ်ဒါပေမဲ့ကျွန်တော်တို့စွန့်ကျဲတဲ့ခါမှာပေးကမ်းတဲ့ခါမှာကောင်းသောမြေကိုလည်းတီးဖို့အရေးကြီးရယ်အဲ့တော့သင်ကမမှန်စိုက်ပျိုးပြီး sowing မမှန်စိုက်ပျိုးပြီးတော့ကျွန်တော်တို့saving ကောင်းကောင်းလေး save လုပ်နိုင်မယ်ဆိုရင်ပြီးတော့ spending မှန်ကန်စွာကျွန်တော်တို့သုံးနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ငွေကြေးတွေကဖတ်တင်လာတော့မှာဖြစ်တယ်ကဲနောက်ဆုံး S ကိုတွားရအောင်နောက်ဆုံး S ကတော့ stop borrowing အကျွေးရှိဘူးကြလားနော်အခုမရှိတော့မှအရင်တော့အကျွေးရှိဘူးကြလားရှိဘူးတယ်နော် okay ဆိုတော့အကျွေးရှိဘူးတဲ့သူတွေကနားလည်လိမ့်မယ်အကျွေးဆိုတာဘာလဲဆိုတော့ကိုမရောက်သေးတဲ့ကိုမလောက်လို့ကျွန်တော်တို့ယူတာ哦ဆိုတော့မလောက်လို့ယူတဲ့အတွက်ကျွန်တော်ပြန်ဆက်ဖို့ကတော်တော်စိန်ခေါ်မှုရှိတယ်ဘာလို့လဲဆိုတော့ပုံမှန်မလဲပတ်လို့မှကျွေးယူရတယ်ဆိုတော့ unless တခုခုเนาะ tax return လားဒါမှမဟုတ်ရှင် bonus လားဒါမှမဟုတ်ရှင်မြန်မာပြည်ကအိမ်ဝင်းကိုရောင်းလိုက်လို့မျိုးမျိုးလေးရလို့လားတခုခုနဲ့ပြန်ဖို့လိုက်မှပဲအကျွေးကကြေတာလေမဟုတ်ဘူးဆိုရင်မလဲပတ်လို့မှယူထားတာဆိုတော့အကျွေးဆိုတာယူပြီးရင်ကြေဖို့တော်တော်ခက်တယ်အဲ့တော့ယူခဲ့ဘူးတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါကိုကြေသွားပြီဆိုကျေးဇူးတော်ပဲဒါပေမဲ့အခုတတိပေးခြင်းနဲ့နောက်ထပ်အကျွေးမယူကြဆိုနေကျွန်တော်လွန်ခဲ့တဲ့တိတ်မကြသေးခင်မှာပေါ့ company အတွက်အကျွေးယူရတော့မလားပေါ့ဘာလို့ဆိုတော့ capital လိုအပ်နေပြီဒါပေမဲ့ဇနီးမောင်နှံကြိတ်ပြီးတော့မှအန်ကြိတ်ပြီးတော့ဆူတောင်းမယ်ပေးရမယ်နေ့မတိုင်ခင်မှာဝင်လာတော့အကျွေးရယူရမှာဘာလို့ဆိုတော့ဟို supplier တွေလည်းကျွန်တော်တို့ reputation ပြတ်သွားပြီဆိုရင်တို့နဲ့ deal လုပ်ရတာမလွယ်တော့ဘူးဆိုတော့ terms တွေကကျွန်တော်တို့ရက်30 term 45ရက်ရက်90 term အဲ့လိုနဲ့တွားနေဒီဘက်ကပတ်စံရဖို့ကတို့ရဲ့ cut off တွေကကြော်သွားတဲ့အတွက်ရမယ်ပတ်စံမဝင်လားဆိုတော့အများကြီးမဟုတ်ပေမဲ့နည်းနည်းလေး jump ဖြစ်တယ်လို့ဖြစ်တဲ့ခါမှာကျွန်တော်ဆရာမညွှန်ပြောတယ်အကျွေးတော့မယူဘူးမလှည့်ချင်ဘူးနေအောင်လို့တင်းခံမယ်လို့ည7နာရီဘာမှမထူးသေးဘူးစနေနေ့ရောက်လာတယ်စနေတနေ့မှာတော့တကယ်လူတွေအလုံးမလုပ်ကြအောင်ဒါပေမဲ့ဝင်မဲ့ပတ်စံအဲ့မှာဝင်လာတယ်အဲ့မှာကျွန်တော်တက်ရှူချောင်းတော့အကျွေးယူစရာမလိုတော့ဘူးဟာလေလုယာအခုထင်ကြည့်ကျွန်တော်ရဲ့ company ဒီ capital လေးအစိုးရလဲ fund ဆိုတော့အလကားပိန်တော့ယူမှာပေါ့အခုကအတိုးနည်းနည်းနဲ့ချီးမယ်ဆိုတော့စိတ်ဝင်စားအကျွေးယူသွားပြီးရင်မလဲတော့ဘူးအဲ့တော့လက်ရှိခြေနေချိကျေးဇူးတော်ကြောင့်ကျွန်တော်တို့မိသားစု saving တွေစိုက်ရတယ်ရှိတာပေါ့ဒါတော့ company နဲ့ကျွန်တော်တို့မိသားစုပိုင်ဆိုတော့အဲ့ဒီခုကတော့ခဏထားလိုက်အောင်တော့ဒါပေမဲ့ company ကျန်တဲ့ outsource ကနေเนาะကျန်တဲ့ band တွေကနေလုံးယူစရာမလိုပဲနဲ့ဒီနေ့ရက်တည်စေတယ် hallelujah ဖခင်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော် company ရှင်းနေရှိပြီဖခင်ကျေးဇူးတော်ကြောင့်ဆိုတော့အကျွေးဆိုတာယူပြီးရင်ကြေဖို့တော်တော်ခက်တယ်နောက်တစ်ဖွဲ့ရှိသေးတယ်အကျွေးယူတဲ့ခါဥမာဆိုတော့ကိုလာတော့ចောင်းသားတွေဆိုတော့ကျွန်တော်ចောင်းတက်တုန်းကလည်းကျွန်တော်တကယ်ချင်းတွေနေရနေလာပြီးတော့ចောင်းတက်ကြတယ်ဟိုချင်းတောင်နေလာတဲ့မိုးမှာ GDI တက်ကြတဲ့ခါကျတော့သူတို့လိုတာကအဲ့ဒီခေတ်တုန်းကဆိုရင်ပတ်စံတန်မိုးရှိတော့သူတို့လိုတာ400လောက်ပဲလိုတာဒါပေမဲ့မထူးဆိုပြီးတော့မှ900ကြီးလိုက်တယ်ဆိုတော့ဘာလို့ဆိုတော့ဘာရမဟုတ်ဘူးเนาะသူက3ချင်သေးတာကြီးတဲ့အချိန်မှာလိုတလောက်တကယ်400ပဲလိုလို့ရှိရင်ငါမှ30ရှိရဆိုငါ380ပဲယူမယ်ဖြစ်ရမှာမဟုတ်သူကပို့မို့ချီးချင်သေးတာသဘောတရားလူသဘောတရားရတော့အတိုးနေတော့အတိုးမရှိဆိုပို့တောင်ကြိုက်သေးတာညီမတွေเนาะဆင်းဆိုရင်တော့မှအတိုးရအကျွေးရယူတဲ့ဖွဲ့တွေ
ဆိုတော့အကျွေးဆိုတာကတိတ်ကြောက်စရာကောင်းတယ်ရန်သူလို့မုန်းရမှာတချို့တွေကြံတက်ပုဂ္ဂိုလ်ဆရာရန်သူကိုတော့ချစ်ရမယ်လို့ပြောရဲဆိုလာပြန်အောင်အဲ့လိုတော့မဟုတ်ရန်သူလို့မုန်းရမယ်လုံးဝအကျွေးကိုယွန်ရှာပြီးတော့မုန်းရမယ်ဆိုတော့အကျွေးကကျွန်တော်တို့ကိုဝါမျိုးသွားနိုင်တယ်ဆိုတော့အကျွေးကင်းသောတက်တာရောက်ချင်တယ်ဆိုရင်တော့ရင်ဆုံးဒီနှုတ်ကပတ်တော်ကြည့်အောင်နော်တုတ်တန်ချန်ခန်းကြီး20အငယ်9မှာငွေရတတ်သောသူသည်စင်ရဲသောသူကိုအစိုးရ၏ငွေချေးငါယူသောသူသည်ချေးငါပေးသောသူ၌ကျွန်ဖြစ်၏ဆိုတော့ the borrower is slave to the lender အခုက slave ဖြစ်တော့မဟုတ်ဘူးဒါပေမဲ့မြင်တောင်ပြောမယ်ဆိုရှင် slave ဆိုတာက lender ကသူ့ရဲ့ boss ကသူ့ရဲ့တခင်ကတွားဆိုတွားရတယ်လာဆိုလာရတယ်ထိုင်ဆိုထိုင်ရတယ်စားလို့မပြောချင်းစားလို့မရအောင်အနေကအတူလဲတော့လဲတော့တဲ့လဲတော့တဲ့သွားပြီးအနေကစိုးမောတာနော်ဒါပေမဲ့တတိယနားခွင့်ရှိတယ်ကျုံကနားခွင့်မရှိဘူးတတိယခြေဆေးပေးရတယ်စားဖို့လုပ်ပေးရတယ်မောတယ်ပြောခွင့်မရှိဘူးဆိုတော့အဲ့ဒီကျုံခစ်ကျူကျွန်တော်ပြန်မသွားခြင်းဘူးဒါပေမဲ့မတိလိုက်ပဲအချိန်မှာကျွန်တော်တို့ကငွေကြေးရဲ့ကျုံဖြစ်သွားတယ်အကျွေးကိုကျွန်တော်တို့ကမယူဖို့ရက်တန့်ဖို့အရေးကြီးတယ်ဟုတ်ပြီဆိုတော့အကျွေးကိုကျွန်တော်တို့ရက်တန့်ဖို့ရန်အတွက်အကျွေးကင်းတော့တက်တာဘလို့တက်ရှင်မလဲဆိုရင်အကြောင်းရင်းလေးတွေကြည့်ရမယ်ဆိုရင်တော့ကြိုသုံးချင်တာပေါ့ကြိုသုံးမိတာပေါ့ကြိုသုံးမိတာဥမာအနေနဲ့ဆိုရင်ကျွန်တော်တို့လကုန်ရင်လစာရမှာပဲလို့တွက်ထားတဲ့အတွက်အရင်တော့မြန်မာပြည်မှာဆိုဝန်ထမ်းလိုင်းကန်းနေမှာဆိုရင်ဝက်သားတွဲတွေလာရောက်တယ်အမဲသားတွေလာရောက်တယ်လကုန်ပေးဆိုလာဝယ်ကြတာဟာထမိန်တွေရောက်တယ်ပစ္စည်းတွေရောက်တယ်လကုန်ပေးဟာလကုန်မှပေးဆိုတော့ယူကြတာပေါ့ကြိုသုံးတာဗာလဲလာပေးဆိုတော့လကုန်မှပေးမှာဆိုတော့ easy ပဲဆိုယူထားလိုက်တော့လာလဲကုန်ရောနော်မသုံးလဲရပဲအကုန်လုံးတို့ပေးလဲရတယ်တချို့တွေဆိုရင်လွန်တယ်နော်ကျွန်တော်တီးတဲ့ဆရာတပားဆိုရင် तू ကအရင်တော့စိုးပေးခဲ့တော့ तू ကဘာပြောဆိုတော့လစာထုတ်ဖို့တဲ့ကိုကအရင်ရောရတာလေဆိုလစာထုတ်ပြီးဆိုတဲ့လက်မှတ်ထိုးချင်တဲ့အတွက်အဲ့မှာသွားပြီးတော့အစိုးရဝန်ထမ်း तू ကအရင်ဆုံး excite ပေးမှโอเคဒါဒီနေ့လစာထုတ်ပြီးဆိုကြိုသုံးတာရမ်းများသွားလို့ဆိုတော့ကျွန်တော်တို့အကျွေးတင်တာကရှင်းပြောရင်ကြိုသုံးမိလို့ဖြစ်တယ်ကျွင်းချက်တွေတော့ရှိမှာပေါ့ဒါပေမဲ့များသောအားဖြင့်ကြိုသုံးမိလို့ဒုတိယအနေနဲ့မနိုင်ဝင်ထမ်းတာမရောက်သေးတဲ့နေရာကိုကြိုတင်ရောက်ချင်တာဥမာကိုကဆိုတော့ကျွန်တော်တို့အခု motorcycle ပဲစီးလို့ရတဲ့အနေထားကိုရဲ့ finance ကဒါမှမဟုတ်ရှင်လောလောဆယ်စပိန်လေးပဲစီးဖို့ရတဲ့အနေထားမှာကျွန်တော်တို့ကသူများစီးတဲ့ကားကိုစီးချင်လာပြီဆိုတော့ဖိညစ်ပြီးတော့ကျွန်တော်တို့အကျွေးနဲ့ဝယ်ကြည့်လာတယ်အဲကြောင့် mortgage လည်းကျွန်တော်တို့အရေးကြီးတယ်နော်ကြောက်ဖို့တိတ်ကောင်းတယ်အထူးသဖြင့်ဒီ US မှာဆိုရင်ဒုတိယနိုင်ငံနေပထမနိုင်ငံဒုတိယတတိယနိုင်ငံလစ်သွားတဲ့ခါမှာရောက်သွားတဲ့ခါမှာပြောမလဲဒီသူတို့ရုတ်တရက်တွေ့တဲ့အချိန်မှာသူများနေတဲ့အိမ်မျိုးနေချင်လာတယ်ဘန်ကုန်သွားတော့လေရတယ်လေအခုဒီလိုဆိုင်ထုတ်လိုက်ရပြီတလောက်ပင်ရပြီဆိုတော့သူတို့တခါလေးမှUS ဆန်ပြီးတော့မှမနိုင်ဝင်နေထမ်းတဲ့ခါမှာနောက်ဆုံးအသက်ပါဆုံးပါရတယ်စိတ်သက်ကြပြီးတော့မှကိုတော်မှဘဝကိုတန်ဖိုးမထားနိုင်တော့တဲ့သူတွေတယောက်နှစ်ယောက်ကျွန်တော်ကြားဘူးတယ်အဲ့ဒီ mortgage တက်ကြောင့်တော့ဖြစ်ချင်မှဖြစ်မှာပေါ့လေဒါပေမဲ့အများကြီးတော့ဆိုင်နိုင်တယ်ဆိုတော့ကျွန်တော်တို့မဝင်ကျွန်တော်တို့နဲ့မအဆက်သေးဘူးဆိုရင်ကျွန်တော်တို့နဲ့တိတ်အလန်းဝေးဖះတော့တတ်နိုင်တဲ့ဖះဖြစ်တယ်เนาะဒါပေမဲ့ကျွန်တော်တို့ကဖះကိုယုံကြည်ခြင်းထက်ကျွန်တော်တို့ရဲ့ပြင်းပြသောစန္ဒကိုယုံကြည်ခြင်းလို့ထင်မိတယ်တခါလေးမှာကိုဖြစ်ချင်တာကိုယုံကြည်ခြင်းလို့မှတ်ထင်မိတယ်တခါလေးမှာဆိုတော့အရန်လိုချင်တဲ့ခါကျတော့ယုံကြည်ခြင်းလို့ထင်မိတယ်ဆိုတော့အဲ့တော့မနိုင်ဝင်ထမ်းတာလည်းအကျွေးတင်ရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်သဘောတူလားမသိနော်ဆိုတော့အဲ့တော့ကျွန်တော်တို့ step by step သွားဖို့အသိရေးချီရယ်နောက်တစ်ခါ pledge for others သူတစ်ပါးကိုအာမခံပြီးလို့အကျွေးတင်တာလည်းတော်တော်များတယ်အဲ့ဒါလည်းတငယ်ချင်းကအရန်လိုအပ်တယ်ကဲငါ့ကိုနင်းနာမည်နဲ့ငါးပေးပါအောင်ချီးပေးပါအောင်ကိုညီလိုက်တယ်မဆက်တဲ့ခါမှာကိုတောင်းဝင်ဖြစ်သွားတယ်နေထိုင်ရင်ဆိုတော့ကျမ်းစာရကျွန်တော်ပြောမှဆိုတုတ်တန်ခန်းကြီး20အငယ်26 29မှာလက်ဝါးချင်းရိုက်သောလူစုနဲ့သူ့ကြွေးကိုအာမခံသောလူစုတဲ့လို့မဝင်နဲ့တင်၌ပေးစရာမရှိရင်တင့်အိမ်ရောက်ဘဲတောင်ယူသွားစေခြင်းတနည်းဆိုတော့သူများကိုချစ်လို့ခင်လို့ကျွန်တော်တို့အာမခံပြီးလို့အကျွေးတင်တာလည်းရှိရယ်ဆိုတော့အကျွေးတင်တာအများကြီးပဲအဲ့တော့နောက်တစ်ခုကတော့ဒီမှာမရေးထားပေမဲ့ကျွန်တော်တို့မလိုတဲ့နေရာကိုဝယ်ထားတဲ့ခါကျတော့လိုတဲ့ဟာဝယ်မှချင်းအကျွေးတင်ရောဆိုတော့အဲ့တော့အကျွေးဆိုတာဘလုံးဝမကောင်းဘူးအဲ့ဒီအကျွေးကိုဒီနေ့ကျွန်တော်တို့ဖြတ်တောက်ဖို့အတွက်ဖြစ်တယ်ဒါဆိုရင်အကျွေးကင်းသောအသက်တာကိုတက်ရှင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတော့နံပါတ်1က treat your debt like your enemy အကျွေးကိုရန်သူလို့သဘောထားမယ်လက်တင်မခံထားနဲ့အကျွေးရှင်ဒီတိုင်းမနေနဲ့အကျွေးတချို့တွေကအကျွေးယူတဲ့ခါမှာပြုံတောင်းရင်မုန်းတယ်ချို့ကြတော့ကျွန်တော်အဖိုးကသူ့ရဲ့သားလေးစီကနေအကျွေးယူတဲ့ခါမှာသူ့သားလေးဆိုတော့သူကကဲငါသားပတ်စံခဏကြည့်ပါဦးငါပြန်ဆိုင်လဲဆက်မှာပေါ့တဲ့ဆက်ဖို့စီစဉ်တိတ်မရှိဘူးသူမှငါဆိုင်လဲဆက်မှာပေါ့တဲ့ဆိုတော့အဲ့လိုပုံစံနဲ့တော့အကျွေးဘယ်တော့မှချီမှာမဟုတ်ဘူးတချို့ကတော့အကျွေးယူမိရင်တော့မှညမအိမ်နိုင်တော့ရတာနဲ့ပြေးဆက်ချင်တော့တာအဲ့ဒီဖွဲ့တွေကတော့ကြာလာတဲ့ခါမှာတချို့တွေကအဲ့လူတွေကနော်ဘာဖြစ်စီးပွားရေးတွေလောက်လာတဲ့ခါမှာဘန်တွေကသူစိတ်ချလာတယ်ဟောဆိုတော့သူမှအကျွေးဆက်ချင်တဲ့နှလုံးသားပေါ့စကားမဆက်ဥစော်ရဲ့ဆောင်းပါးလေးတစ်ခုဖတ်ပြီးတော့ तू ကအရင်တော့ तू ကဖဲရိုက်တယ်တဲ့
မကောင်းဘူးနော်ဖဲရဲတဲ့ခါမှာဖဲကျွေးတော်မှာ तू ကဆက်တယ်ဆိုတော့တနေ့မှာတော့စီးပွားရေးသမားတွေနဲ့စကားပြောသူ့ရဲ့ idea ကိုပြောတဲ့ခါကျတော့ तू ကဖဲကျွေးတော်ဆက်တဲ့ဒီကောင်ကတော့စီးပွားရေးကျွေးတော့ဆက်မှာပဲဆိုပြီး तू အရင်းနှီးထုတ်ပေးလိုက်တယ်အဲ့မှာချမ်းသာသွားတယ်တဲ့ဆိုတော့ကျွန်တော်ဖတ်မိတဲ့စာတိုလေးပေါ့ဘလောက်တေချာလဲတော့ကျွန်တော်မသိဘူးဘယ်သူရေးတာလဲကျွန်တော်မသိဘူးဆိုတော့ဟုတ်ချင်မဟုတ်မယ်ဒါပေမဲ့ပြောချင်တာကအကျွေးကိုဆက်ချင်တဲ့သူတွေကိုတော့မှစီးပွားရေးလုပ်ငန်းရှင်က partner တော်ချင်တာနော်အဲ့တော့ကျွန်တော်တို့အကျွေးဆိုတာကျွန်တော်တို့လုံးဝမုန်းဖို့လုံးဝမယူဖို့တည်ရကြီးရယ်ကျွန်တော်ကတော့ company အရင်ကြီးမကြီးရင်နေပါစေအောင်အကျွေးယူပြီးမှလုံးယူပြီးမှတိုးချဲ့မယ်ဆိုရင်မတိုးချဲ့ဘူးလို့ကျွန်တော်ဆုံးဖြတ်ထားတယ်ရတဲ့အရာလေးနဲ့ပဲကျွန်တော်သွားမယ်နေပါစေဒါပေမဲ့ကျွန်တော်ပုံမှန်သွားမယ်အဲ့ဒီအရာလေးကကျွန်တော်ရဲ့အခိုင်အချက်ဖြစ်တယ်ဆိုတော့အကျွေးယူရဆိုရင်လည်းအကျွေးရှင်စီမှာကျွန်တော်တို့ကကြုံဖြစ်သွားတယ်ရခင်ခေတ်ဆိုတာရင်ခေတ်မှာဆိုတော့အကျွေးရှိရလူဥမာဆိုတော့ကိုလာဒရယ်စီမှာကျွန်တော်အကျွေးရှိရဆိုရင်ကျွန်တော်ကကိုလာဒရယ်နဲ့ ANU မှာကျွန်တော်တွားတွေ့တယ် campus မှာတွေ့တဲ့ခါမှာကျွန်တော်ဒီတိုင်းဒီလိုတွားလို့မရအောင်အကျွေးရှိရလူကချက်ချင်းခေါင်းငုံပြီးတွားတာအကျွေးရှင်ရှိမှာနေထိုင်နော်လုံးဝ तू အကျွေးရှင်နဲ့တွေ့ပြီဆိုရင် तू ကရိုးကြိုးနဲ့သူ့ရဲ့အကျွေးရှင်ကသူ့ရဲ့တခင်ဖြစ်တယ် तू ကကြုံဖြစ်တယ်ဆိုတာလုံးဝခံယူပြီးတော့ခေါင်းမော့လို့မရအဲကြောင့်ဆာလန်ဆရာဒါဝိမင်းကြီးကထာဝရဘုရားငါရဲ့ဦးခေါင်းကိုချီးပင်းတော်သူဖြစ်တယ်အဲဆိုအပြစ်ကျွေးတွေကိုဆက်ပေးတယ်အကျွေးတွေအားလုံးဆက်ပေးတဲ့ခါမှာခေါင်းမော့နိုင်တာဟာလေလုယာသင်နဲ့ကျွန်တော်အခုခေါင်းမော့နိုင်တာကဘုရားရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်လက်ခုပ်တီးလေဘုရားကိုချီးမွမ်းရအောင်ဟာလေလုယာဆိုတော့အခုခေတ်မှာတော့အကျွေးယူတဲ့လူကပူတော်ပြန်ပြီးအကျွေးရှင်တွေကပြန်ပြီးတော့မှတောင်းပန်နေတာငါ့ကိုပြန်ဆက်ပါအောင်ဟဲငါစီယာယူတော့ယူပြီးတော့ပြန်ဆက်ပါပြန်တောင်းပန်နေရတာကိုကတော့အရင်ခေတ်တော့မဟုတ်ဘူးအကျွေးရှင်ကသခင်တော့သူကသွားမလုံးနဲ့အဲ့တော့ကျွန်တော်တို့အကျွေးကိုဘာလုံးဝမယူမိဖို့တည်ရည်ကြီးရယ်โอเคခုနတုတ်တန်22ခုကိုဖတ်ရအောင်တုတ်တန်22ခုငွေရတတ်တော်သူသည်စင်ရဲတော်သူကိုဆိုရ၏ချေငါယူတော်သူသည်ချေငါပေးတော်သူ၌ကြုံဖြစ်၏ဆိုတော့ဖခင်ကကျွန်တော်တို့အပြစ်ကြွေးကြုံရတော့မှဆက်ပေးပြီးမှကျွန်တော်တို့ကိုလွတ်မြောက်စေပြီးမှဘာလို့ကျွန်တော်တို့ကချေငါချင်းအဖြစ်သူတစ်ပါးရဲ့ကြုံပြန်ဖြစ်ရမှာလဲเนาะလုံးဝမဖြစ်ဖို့ဖခင်ကောင်းကြီးပေးပါစေ amen b မှာ that is the fruit of greediness ကြိုက်မကြိုက်အကျွေးယူတာလောဘအလွန်ကျူးခြင်းအတ္တကြီးခြင်းသူများကိုနိုင်ခြင်းသူများကိုပြိုင်ခြင်းတာသူများပေါ်မှာဟိုဘယ်လိုမလဲအနိုင်ယူခြင်းတာတွေလည်းအများကြီးပါတယ်လောဘလွန်ကျူးခြင်းတွေလည်းပါတယ်တယောနှစ်16မှာလောက၌ရှိသမျှသောယာတိဟုသောကိုယ်ကာယတက်မဲ့ခြင်းမျက်စိတက်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမည်းတော်နဲ့မဆက်ဆိုင်ဒါကြောင့်မျက်စိတက်မဲ့ခြင်းကြောင့်လည်းဝယ်မိတဲ့ခါအကျွေးတင်သွားတယ်လောဘလွန်ကျူးခြင်းကြောင့်လည်းအကျွေးတင်တတ်တယ်ဒါတွေအားလုံးဖရားနဲ့မဆိုင်ဘူးတဲ့လောကနဲ့ပဲဆိုင်တယ်ဒါဆိုရင်နံပါတ် C မှာငွေကြေးကိုတက်မဲ့ခြင်းကတဲ့မကောင်းသောအမှုအပေါင်းတို့ရဲ့မူလအရင်းမြစ်ဖြစ်တယ်အင်္ဂလိပ်လိုဖတ်မယ်ဆိုရင် lust of money is the root of all sins အပြစ်တရားအားလုံးရဲ့အရင်းမြစ်ကိုသွားမယ်ဆိုရင်တော့ငွေကြေးတက်မဲ့မှုပဲဒါကြောင့်တချို့ဂိုင်ကနာတွေကအရန်ချမ်းသာတော့တိတ်အမပေးဘူးကျွန်တော်လေးအရန်မချမ်းသာခြင်းချမ်းသာခြင်းဘုရားနဲ့ဝေးသွားမယ်မှန်တယ်ဘုရားနဲ့ဝေးလောက်တဲ့တိချမ်းသာတော့ကျွန်တော်လည်းမချမ်းသာခြင်းပါဘူးဒါပေမဲ့ကျွန်တော်တို့ဘုရားနဲ့အတူသွားပြီးတော့ကြွယ်ဝတဲ့အာဗြဟံတို့ဘယ်မှာသွားထားမလဲအိုက်ဇက်တို့ဘယ်မှာသွားထားမလဲဖိလိတိဘုရင်ကတော့မှအားကြတာနော်သူအရန်အားကြတာအရန်ချမ်းသာလို့မနာလို့တယ်ညူဆူတယ်တဲ့ဆိုရှင်ဘုရင်အဆင့်ကညူဆူတယ်ဆိုတော်တော်ချမ်းသာလို့ပေါ့ပြောမယ်ဆိုရင်ဆိုတော့ဖခင်နဲ့တွာလာပြီးတော့နိုင်ငံတော်လေးဖောင်းချင်တဲ့ကိုရှေးဥစွာရှာပြီးလိုလာရတဲ့အသက်တာတော့ကျွန်တော်တို့ရချင်ပါတယ်ဆိုတော့ဒါပေမဲ့ငွေရှိတာတော့အပြစ်တော့မဟုတ်ဘူးတချို့ဂိုင်းကတချို့ကငွေရှိတာတော့မှအပြစ်လို့ထင်ပြီးတော့မှတချို့ဘာသာတွေရဆိုလို့ရှိရင်အခု US မှာဆိုလို့ရှိရင်တချို့တွေကဒီခင်မီဆက်ပြရမတုံးပဲမြင်းလဲပဲစီးတယ်အဝိရှော်ဆက်မတုံးချင်ဘူးเนาะလက်စင်မီမတုံးဘူးထင်းမီပဲတုံးတယ်အဲ့ဒါမျိုးတွေအများကြီးရှိရဲဆိုတော့ extreme ဖြစ်သွားတာပေါ့ဆိုတော့ငွေရှိတာအပြစ်မဟုတ်ဘူးကျွန်တော်တို့စမ်းစာရကြည့်မယ်ဆိုရင်ဒါပေမဲ့ငွေကိုတက်မှတ်တာကတော့အပြစ်ရဲ့ချုပ်ချပဲဥမာခန္ဓာကိုယ်ကိုအလွဲသုံးစားလုပ်တဲ့သူတွေဘာလို့လဲငွေကြေးကိုတက်မှတ်လွန်းလို့ရည်စရာလိုဖြစ်ပေမဲ့ iPhone ပေါ်ကစားတော့ကတရုတ်ပြည်ကတချို့ကလူငယ်တွေက iPhone ရမ်းလို့ကျင်တော့ကြောက်ကတစ်လုံးရောင်းစားတယ်တဲ့ရည်စရာလိုဖြစ်ပေမဲ့ဖြစ်လဲဖြစ်နိုင်တယ်ဘာလို့ဆိုတော့သူတို့အနေနဲ့မသုံးနိုင်တဲ့ခါမှာဒါလွန်ခဲ့တဲ့ Apple ပေါ်ကစားအချိန်တွေတုန်းကကျွန်တော်ကြားဘူးလေဟုတ်ချင်မှလည်းဟုတ်မယ်ကြားဘူးဒီလိုပဲပြောကြတာပေါ့နော်ဆိုတော့အဲ့တော့တကယ်ပဲကျွန်တော်တို့ငွေကြေးကိုတက်မဲ့လွန်တဲ့ခါမှာမလုတ်တဲ့နေရာတွေလုံးမိတယ်ဒုစရိုက်ပြုတ်တွေအားလုံးကတကယ်ကကြိုက်မကြိုက်ငွေကြေးကိုတက်မဲ့လွန်လို့ငွေကြေးကိုတက်မဲ့လွန်လို့ဆိုတော့ငွေကြေးတက်မဲ့တာကကျွန်တော်တို့ကြောက်စရာသိကောင်းတယ်
ကျမ်းစာကိုကြည့်အောင်တစ်တိခန်းကြီး6ငယ်30ကျောင်းမူကားငွေကိုတက်မဲ့ခြင်းသည်မကောင်းသောအမှုအပေါင်းတို့တွင်မူလအမြင့်ဖြစ်သည်လူအချို့တို့သည်ငွေကိုတက်မဲ့သောကြောင့်ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ပူပန်ခြင်းဝေဒနာများနဲ့ကိုထုတ်ချင်းခတ်အောင်ထိုးကြပြီဆိုတော့ငွေကြီးကိုတက်မဲ့ခြင်းကြောင့်ယုံကြည်ခြင်းတရားလမ်းတော်ထွက်သွားတယ်ဒီမှလောကရဲ့နောက်ပဲလိုက်တော့မယ်ဆိုပြီးပေါလုစီကနေထွက်ခွာသွားတယ်ယူဒရှာကာယုသူ့တခင်ကိုတောင်ရောင်းစားသွားတယ်နောက်မှနောင်တရပြီး तू ကအမျိုးမျိုးပြောတာပေါ့ဒီနိုင်ငံရေးတချို့တွေကတုံးတက်တယ်အတိုင်းက तू ကနိုင်ငံတော်ခေါင်းဆောင်ဖြစ်တဲ့လုပ်ဖို့အတွက် तू ကထင်ထားတယ်အဲ့တော့ तू ရောင်းလိုက်ရင်ယေရှုများဘယ်လိုလုပ်မလဲရှောက်ပြောဒါပေမဲ့တကယ်ငွေတက်မဲ့တာပဲရှင်းပြောရင်တော့ငွေကြေးတက်မဲ့တာပဲဆိုတော့အဲ့ဒီငွေကြေးတက်မဲ့မှုဟာတဲ့အသိကြောက်စရာကောင်းတယ်နံပါတ်ဒီမှာgive up your never enough mindset မလောက်ဘူးဆိုတဲ့အတွေးခေါ်ကိုကျွန်တော်စွန့်လွတ်ဖို့အရေးကြီးတယ်အလိုဆန္ဒမပြည့်နိုင်သောဆန္ဒပေါ့တောက်လေငါမပြေဒေသနာခန်းကြီး9ငယ်30မှာငွေကိုတက်မဲ့တော်သူသည်ငွေနဲ့အလိုဆန္ဒမပြေနိုင်စီးစိမ်ကိုတက်မဲ့တော်သူသည်စီးစိမ်တိုးပွားတော်လဲမယောင်ရဲနိုင်ထိုမှုရာသည်အနတ္တဖြစ်၏ဒါကြောင့်ကျွန်တော်တို့ယနေ့ရှိတဲ့အတ္တတာကိုမယောင်ရဲတတ်ခြင်းဟာကျွန်တော်တို့အကျွေးတင်ဖို့အတွက်အများကြီးကျွန်တော်တို့ကိုခေါ်ဆောင်နေဖျားယောင်းနေတာကိုတွေ့ရတယ်ဒါကြောင့်ရောင်ရဲတဲ့တက်တာအောင်မြင်တဲ့ကြွယ်ဝတဲ့ချမ်းသာတဲ့ကျွန်တော်တို့တင်ပါတယ်ကျွန်တော်တို့လည်းလက်ခံပါတယ်ဘာလို့ဆိုကောလိပ်2ထဲမှာပြောထားတယ်စီးစိမ်ရှိတော်လဲတဲ့ကျွန်တော်တို့ကိုစီးစိမ်ရှိခြင်းကဆင်းရဲခြင်းကိုခံတော်မူသောခရစ်တော်ဖြစ်ကျွန်တော်တို့ကကြွယ်ဝပြည့်စုံတယ်ဆိုတော့ကျွန်တော်တို့ချမ်းသာဖို့အတွက်ဘုရားလိုတော်ရှိတယ်စာလံကျမ်းထဲမှာဆိုရင်စာလံ35ငယ်30မှာဆိုရင်သူ့လူတို့သူ့ကျွန်တို့တိုးပွားတော့အလွန်နှစ်သက်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကြွယ်ဝလေဘုရားနှစ်သက်လေပဲဒါပေမဲ့တမန်တရားနဲ့ကန့်ညီဖို့ရည်ကြီးတယ်အာမင်ဆိုတော့အဲ့တော့ကျွန်တော်တို့ငွေကြေးတက်မဲ့မှုနဲ့ကျွန်တော်ချမ်းသာတာတော့မလိုချင်ဘူးအလိုဆန္ဒမပြည့်စုံနိုင်တဲ့မယောင်ရဲနိုင်တဲ့တက်တာနဲ့ရလေလိုလေအိုတစေရချင်တာထက်ရချင်တာအဲ့ဒါကလည်းဘုရားလိုချင်တဲ့ကြွယ်ဝချမ်းသာခြင်းမဟုတ်ဘုရားလိုချင်တဲ့ကြွယ်ဝချမ်းသာခြင်းကဘုရားရဲ့စီးစိမ်ဒီအားလုံးစွန့်လွတ်ခဲ့တာကျွန်တော်နဲ့ချမ်းသာဖို့ကျွန်တော်နဲ့မိတ်ဆွေကြွယ်ဝဖြစ်သလိုသူ့ရဲ့နေရာမှာဖြစ်တဲ့ sowing စိုက်ပျိုးခြင်းပြီးတော့ saving ယောသက်ရဲ့နေရာမှာယောသက်ကိုဘုရားပေးတဲ့နေရာမှာ saving ပြီးတော့ spendingဟေရှာယကိုပြောထားတယ်မလိုအပ်ပဲနဲ့မတုံးနဲ့နော်တဲ့မှာဒါအရင်ကလေးကနော်အရင်ကလေးက shopping သွားတဲ့ခါမှာအဲ့ဒီဟေရှာယ55ကိုတခါလဲနော်ကပ်ပြားလေးနဲ့ထုတ်ထားတယ်ဟာလေလုယာဆိုတော့မလိုတာကိုမတုံးဘူးကျမ်းစာကအတိအကျသင်ပေးပြီးသားဖြစ်တယ်ပြီးတော့အကျွေးတိကင်းတဲ့တက်တာကိုကျွန်တော်တို့သက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်အကျွေးကင်းတဲ့တက်တာကိုသက်ရှင်ခဲ့တဲ့သူတယောက်ကြောင်းကိုလေ့လာရအောင်ဓမ္မရာဆိုရင်စတုထစာဆောင်ခန်းကြီး4ငယ်1ကနေ9မှာအမျိုးသမီးတယောက်ကသူ့ယောက်ျားက prophet ဖြစ်တယ်တည်သွားတဲ့ခါမှာအကျွေးတွေနဲ့ကြံခဲ့တယ်အဲ့တော့သူ့သားနှစ်ယောက်ကိုရှိတဲ့ပရိဘောဂတွေအကုန်ပြီဘာမှမရှိတော့ဘူးအဲ့မှာနောက်ဆုံးသူ့သားနှစ်ယောက်ကိုအကျွေးနဲ့လာသိမ်းတော့မယ့်ချိန်မှာအေလိရှဲစီသူလာခဲ့တယ်ကိုတော့ကျွန်တော်တည်ပြီးအကျွေးတွေထားခဲ့တယ်ဘယ်လိုလုပ်မလဲသိရင်မှာရှိတယ်ဘာမှတော့မရှိတော့ဘူးဒါပေမဲ့ CO ထဲမှာ C ရှိတယ်အဲ့ဆိုရင်အိုးလွတ်တွေငါပါသားတွေကိုခေါ်ပါတကားကိုပိတ်ပါ CO ထဲမှာရှိတဲ့ C ကိုအဲ့ဒီအိုးလွတ်တွေကိုဖြည့်ပါဖြည့်တဲ့ခါမှာတောင်းလျှောက်အဲ့မှာစီကတောက်လျှောက်စီးဆင်းပြီးတော့မှအိုးလို့မရှိတော့ဘူးဆိုတဲ့အတန်ကြားတဲ့ခါကျမှသာလင်စီကရပ်တန့်သွားတယ်ဒါနဲ့သူကအေလိရှဲစီပြန်သွားတဲ့ခါမှာအေလိရှဲကပြောတဲ့စကားလေးဓမ္မရာဆိုရင်စတုတ္ထဆောင်ခန်းကြီး4ငယ်1ကနေ9ထိုမင်းမသည်လာ၍ဖျားခင်လူကိုကြားပြောလင်သူကထိုစီကိုတွား၍ရောင်းပြီးလင်အကျွေးကိုဆက်လော့ကျွင်းသောစီကိုအမိပြု၍တင်နဲ့သားတို့သည်အသက်မွေးကြလော့ဟုဆို၏ဆိုတော့ရတဲ့ဝင်ငွေကိုနော်အရင်ဆုံးမလုပ်ခိုင်းလဲဆိုအကျွေးဆက်ခိုင်းတယ်ဆိုတော့ကျွန်တော်ဒီနေ့အကျွေးရှိရင်အဲ့ဒီအကျွေးကိုအရင်ဆုံးဆက်ဖို့ရန်အတွက်ကျွန်တော်တိုက်တွန်းခြင်းတယ်ကျွန်တော်ရဲ့ target ကစင်ကူမှာရှိတဲ့ကျွန်တော်အိမ်ကိုတတ်မှတ်ထားတဲ့အချိန်တည်း pay off ဖြစ်ဖို့အဲ့ဒါကျွန်တော်တို့မိသားစုရဲ့ကျွန်တော်တို့ဇနီးမောင်နှံရဲ့ပန်းနိုင်ဖြစ်တယ်အဲ့ဒီအတွက်ရှုံးတယ်ခံစားရတဲ့ခါလေးမှာအတိုးနှုန်းကကောင်းတယ်ကျွန်တော်ရထားတဲ့အတိုးနှုန်းကဒီ covid မတိုင်ခင်မှာ refinance ပြန်လုပ်တဲ့အခါမှာအတိုးက 1.4 ပဲပေးရတယ်တနေ့လုံးမှအရင်ကောင်းတယ်ဒါပေမဲ့ still ကျွန်တော်တို့က pay off လုပ်နိုင်ဆိုပေးမှာပဲအဲ့အတိုးကိုပျော်ပြီး enjoy မလုပ်ဘူးဒီနေ့ကျွန်တော်တို့အကျွေးချဖို့တဲ့ဆို by all means တင်းထဲမှာနှလုံးသားပြင်းပြစွာအကျွေးချဖို့ကိုဆန္ဒပြုကြည့်ပါဒါဆိုရင်တော့အဲ့ဒီအကျွေးကိုချေမှသာတယ်ကျွန်တော်တို့ကယေရှုအဖင်ချင်းအမင်ကလွတ်ပြီးသားဖြစ်ပေမဲ့ကျမ်းစာကကျမ်းစာပဲနော်အကျွေးယူဆိုရင်လည်းအကျွေးရှင်အောက်မှာကျွန်တော်တို့ဂျုံဖြစ်တယ်ဆိုတော့အဲ့ဒီຢာကိုကျွန်တော်တို့ဖယ်ရှားဖို့အတွက်ရည်ကြီးတယ်ဟာလေလုယာတချို့ကမျိုးချင်းနဲ့လည်းဆက်ဆက်နေတယ်တချို့ကကျုပ်မိသားစုတွေကဘိုးဘေးတွေကစအကျွေးနဲ့တွာလာနေတဲ့သူတွေကသားသမီးတွေလက်ထက်မှာလည်းအကျွေးယူတာကိုသမီးစားရတော့ပဲပြောယူတာအဲ့တော့အကျွေးကိုကျွန်တော်တို့ရန်သူလိုသဘောထားပြီးဖယ်ရှားဖို့အတွက်ရည်ကြီးတယ်နောက်ဆုံးမှာဒီမျိုးသမီးကိုဘုရားလူကကဲအဲ့ဒီစီကိုရောင်းဘာလို့ခိုင်းလဲနင်းနေလားမစားနိုင်ခဲ့တဲ့သွားစားကြနေလို့
နော်အရင်တော့မိုးချင်တဲ့မိုးနိုင်ခဲ့တဲ့ဝတ်ကြဝယ်သုံးကြမပြောဘူးသုံးချင်တာသုံးမပြောဘူးအရင်ဆုံးမလုပ်ခေါ်တယ်အကျွေးရင်ဆက်ခိုင်းတယ်အဲ့ဒါမှသူကကောင်းကြီးဆက်စီးစလို့ရတာဆိုတော့ဒီနေ့ကျွန်တော်တို့ကင်မရာမီသားစုအကျွေးရှိချင်မှရှိမယ်ဒါပေမဲ့ကျွန်တော်တို့ mortgage payment ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့နဲ့နိုင်တဲ့ mortgage ပဲယူအောင်เนาะကျွန်တော်တို့လိုအပ်တဲ့လောက်ပဲသုံးရအောင်ခုကစပြီးတော့မှเนาะကျွန်တော်တို့စုဆောင်းကြည့်အောင်စုဆောင်းကြည့်အောင်20ရာခိုင်နှုန်းမစုနိုင်သေးဘူးဆိုရင်တော့ဒီနီနစ်ကိုကျွန်တော်စိန်ခေါ်မယ်10ရာခိုင်နှုန်းနဲ့စကြည့်အောင်ကျွန်တော်တို့ကယုံကြည်သူတွေတော့ဖះကိုသိချစ်တော့10ဖို့တော့တစ္ဆာရမ်းရှိတယ်တခါကျွန်တော်တို့ဒီမုံအတင်းတော်မှာဆိုကျွန်တော်ဖေအရန်စနစ်ကြတော့အတင်းသားလည်းလူတိတ်မများအောင်အယောက်200လောက်ပဲဆိုတော့အဖေရှိရဆိုရင်အယောက်150လောက်ပဲဆိုတော့နှစ်ကုန်ရင် तू ကမိသားစုလိုက်ကို तू ကဘာနာထိန်နဲ့စီးရင်စစ်နဲ့စီးရင်ကန်အကုန်လုံးလှုပ်ပြီးတော့မှဒီမိသားစုက10ဘိုးတို့ဘယ်လောက်ထည့်ခဲ့လဲဆိုတော့ तू ကစီးရင်ပြုစုပြီးတော့မှပေးလိုက်တဲ့ခါမှာတချို့တွေကဟာကျွန်တော်ဝင်အဲ့လောက်များလားပတ်စံအမြင့်တပြားမှမကြံခဲ့ဘူးနော်ဆိုတော့10ဘိုးတော့တစ္ဆာရှိတော့10ဘိုးကြည့်လိုက်ချိန်ပါ10နဲ့မြောက်တော့ဝင်ငွေအဲ့လောက်ဆိုတော့အရင်ပျော်သွားဒါပေမဲ့ဘာမှစုတာမရှိဘူးဆိုတော့အဲ့မှာအဖေကစုဆောင်းဖို့အသက်ရေးကြီးရယ်ဆိုပြီးစပြီးတင်လာခဲ့ဟာလေလုယာဒါဒီနေ့ကျွန်တော်တို့ဖခင်ပေါ်မှာ10ဘိုးတစ္ဆာရှိတယ်လို့ပဲကျွန်တော်တို့ကိုယ့်ရဲ့အနာဂတ်တွေတစ္ဆာရှိစီ10ဘိုး10ဘုံ10ရာခိုင်နှုန်းစစုကြည့်မလားသဘောတူလားတကယ်လို့ဖြစ်နိုင်တယ်ဆိုရင်စုနေပြီးသားဖြစ်နေဆိုလို့ရှိရင်ဆက်စုပါနောက်20ရာခိုင်နှုန်းကတော့ရောသက်နိယာမကနေကျွန်တော်ကြည့်ချင်းအဖြစ်စင်ကာပူလိုနိုင်ငံဩစတြေးလျလိုမျိုးကတော့မှစူပါတွေကိုတို့က20ရာခိုင်နှုန်းနဲ့ကျွန်တော်စီကဖြတ်တယ်အလုပ်ဖြစ်နေရဆိုရင်တော့ဒါတိတ်ကောင်းတဲ့နေရာမှာဆိုတာ confirm ပဲအဲကျွန်တော်တို့ခုကစပြီးတော့မှဒီလမမြင်နောက်လမမြင်နောက်လကျွန်တော်စပန်းနိုင်ထားပြီးတော့ဝင်သမျှဝင်ငွေရဲ့အကုန်လက်ထဲရောက်လာတာပေါ့နော်ဥမာကြံတဲ့ဖြတ်ဆရာရှိကဖြတ်ပြီးသွားပြီဆိုတော့အဲ့ဒါအထိလိုက်ထည့်နိုင်တော့ကောင်းတော့မထည့်နိုင်ကိစ္စမရှိဘူးကိုလက်ထဲဝင်လာတဲ့နှုတ်ဆရာရှိကနှုတ်ပြီးဝင်လာတဲ့ဥမာ9000ရတယ်အဲ့9000မှာतू ကဘယ်နေရာခဏနှုတ်ပြီးပြီလဲ3000ကျော်ဝင်လာတယ်အဲ့ဒါရဲ့10ဘိုးတစ်ဘို့နော်ပြီးအဲ့ဒါရဲ့10ဘိုး2ဘို့ကိုယ်စုဆောင်ဝေပြီးတော့မှကြံတာနဲ့စပြီးတော့ရုံးကန်မယ်အဲ့တော့ဘာဖြစ်လာမလဲဆိုတော့နည်းနည်းပဲတခါလေးမှကျွန်တော်တို့ခေါင်းစဉ်နဲ့ဖယ်လိုက်ခါမှာကိုသုံးလို့ရတဲ့ခေါင်းစဉ်ကနည်းနည်းပဲကြံတော့တာနော်အဲ့ကြမှာ wake up ဖြစ်သွားတယ်မဟုတ်ရင်ရလိုက်ခါအများကြီးလူခံစားဒီပေးသေးအေးစေးပဲဒါပေမဲ့တကယ်ခွဲထုတ်ကြမှာသုံးလို့ရတဲ့ခေါင်းစဉ်ကတိတ်မရှိတော့ဘူးအဲ့မှာကျွန်တော်တို့ကစပြီးတော့မှယုံကြည်ခြင်းနဲ့အဲ့ဒါကိုဟေရှာ55ငယ်နဲ့မှပြောသလိုအစာမိုးတဲ့ຢာတဲ့မသုံးတော့ဘူးခွာမလို့မသုံးတော့ဘူးမလို့သုံး sales လည်းတိတ်မကြည့်တော့ဘူး promotion လည်းနေအောင်နော်ကျွန်တော် model new model ခဏနေတော့သုံးလို့ရသေးတယ်ငါနော်ဆိုတော့အဲ့တော့ categorize တို့လုပ်လိုက်တဲ့အခါမှာအဲ့ကျွန်တော်အဲ့ဒီခေါင်းစဉ်အောက်မှာသုံးလို့ရလားမရလားစဉ်းစားတဲ့အခါမှာကျွန်တော်တို့လက်လွန်တော့မရှိတော့ဘူးမဟုတ်ဆိုရှင် overall နဲ့ကြည့်တဲ့အခါမှာ10ဘိုးဘုံထက်ခင်ကြည့်ရင်ပိုဆိုးတယ်နော်10ဘိုးဘုံဖယ်ပြီးမှတချို့က10ဘိုးဘုံဖယ်ပြီးမှကြည့်ရင်တော့နည်းနည်းခံတာသူက10ဘိုးဘုံကမခွဲသေးဘူးရတဲ့ပတ်စံအများကြီးပဲသွားစားလိုက်အောင်မယ်သွားလုပ်လိုက်အောင်မယ်ဆိုတော့မလုပ်ပဲခုကစားပြီးတော့10ဘိုးဘုံရင်ဖယ်ပြီးတဲ့အခါမှာ10ဘိုးနှစ်ဖို့တတ်ဖယ်စူဆောင်းဝေပြီးတဲ့အခါမှာကြံတဲ့အရာနဲ့အသက်ရှင်ဖို့ကြိုးစားမယ်မရနိုင်ဘူးဆိုရင်ပထမတစ်လ2လတော့နည်းနည်းတော့training ဝင်တဲ့ခါမှာကြွက်သားတွေကြွက်တက်တယ်လို့ခံစားရတယ်လို့ပေါ့နော်နည်းနည်းတော့မွန်းကျက်မယ်နည်းနည်းတော့တင်းကျက်မယ်ဒါပေမဲ့ဆက်လို့ရအောင်အကျင့်ပါရဆက်လုပ်မယ်ဒါဆိုရင်တော့သင်ဟာလူမျိုးတကာကမင်္ဂလာရှိတော်သူလို့ပြောလိုက်မယ်ဟာလေလုယာအာမင်โอเคတရားစီရင်ဖျားရှင်ကောင်းကြီးပေးပါစေ